ကျမလည်းတန်တော်မထွက်နိုင်တော့ပါဘူးရှင်။နောက်လည်းပွားလာအကုန်လုံးကျမလည်းပြန်လာမှန်းတယ်။တော်တော်များနေရတအားကြီးစုပ်ပြတ်တယ်လို့မထင်ပါနဲ့ဒီရက်ပိုင်းမှာကျမအမကြီးအဲ့လိုဖြစ်သွားအချိန်ကြီးသိလား။ကျမအဲ့လိုဖြစ်သွားရှင်မလုံးနိုင်။နှစ်ရက်ဆက်တိုင်းနော်နှစ်ရက်ဆက်တိုင်းကျမပင်မန်းတော့ဆိုရင်အတန်တော်မထွက်နိုင်ဘူးရှင်။မနေ့ကဆိုလည်းကလေးကိစ္စနဲ့တနေ့တော့အချိန်ကုန်ပါနော်။ကျမအခု drama လေးချိုးဖို့ကျမဟောတာအခုကလေးကမှအဲ့ရတယ်မှာဒီနေ့ဒီနေ့ကျမညနဲ့ကောင်းကောင်းမအေးရဘာလို့ဆိုညကကျမဗဒနာနဲ့7နာရီခွဲ9နာရီနဲ့ကျမဒေါင်းမှမရတော့ဘာလို့ဆိုပထမတစ်နေ့ကလည်းကျမ4နာရီလောက်ပဲအေးရတယ်ပထမတစ်နေ့ကလည်းတနေ့ကုန်ရန်လာတဲ့ပြင်4နာရီပဲအေးရဂျင်ဆိုလည်းတစ်ပတ်လုံးမသွားနိုင်နော်အင်ကိစ္စတွေကျမအိမ်နော် home inspection ကြီးကြည့်တယ်အိမ်ရသွားလို့တာကျမလည်းအိမ်ရသွားတော့လည်းအဲ့အိမ်အတွက် bomb ဆိုတာကပတ်စံနော်4လစာနဲ့2ပတ်စာပေးရတာနော်ကလေးဖေကိုမေးတော့သူ့မှာပတ်စံမရှိဘူးဆိုတာနဲ့တဲ့နေထိတန်သွားပြီသိလားတာဝန်ယူမှုတာဝန်ခံမှုဆိုတာနေစီတန်သွားပြီတစ်သက်လုံးကအဲ့တိုင်းပဲငါမသိဘူးငါမှာပတ်စံမရှိဘူးဆိုတာနဲ့အကုန်လုံးကပြီးတာအဲ့တော့အကုန်လုံးကတစ်သက်လုံးကကျမကပဲနော်ထိုင်းမှာနေလဲနေရတဲ့အလျောက်ကျမပဲကလေးနှုတ်မဖို့ပတ်စံမရှိရင်ထုခွဲရောင်းချတဲ့အစကျမပဲလုပ်ရတာသိလားကျမက drama တွေတက်မချိုးနေလို့ဟိုမှာ drama ချိုးနေလို့နော်သူ့ရဲ့ Facebook account ကနေနေပြီးတော့သူအလုပ်ထဲမှာ stress များတယ်အေးသူစောက် stress မှာတသိန်းလောက်ဖြစ်နေနော်ကျမမှာခုတည်းအလုပ်မရသေးဘူးအလုပ်ရဖို့အတွက်ကျမ like ရှောက်ရတယ်တနေ့တနေ့ CV4 နဲ့ရေးရတယ်နော်အခုဆိုရင် email တွေအစားမသိလို့မနေ့ကဆိုရင်အဲ့ကလေးစေးရုံထီကိုကျမကိုယ့်ရဲ့ document တွေကိုကုန်လိုက်ပို့ရတယ်လောက်ရတာအလုပ်မရသေးတဲ့အတွက်ကြောင့်အလုပ်မရတဲ့ stress ကအဲ့ဒီ feeling ကိုခံစားမှုတဲ့လူမှသိမယ်နော်ကလေးတာဝန်ရောကျမမှာနော်စာမွေးတုံးကလည်းစာမွေးတွေနဲ့မလို့ဒင်းကိုတပတ်လောက်ပဲကလေးနဲ့ပြန်လာ तू ဘာလုပ်နိုင်လို့လဲအဲ့တစ်ပတ်မှာကလေးကြောင်းထည့်ပေးတာလောက်ပဲလုပ်နိုင်ပြီ तू မှာစာလဲကြက်ရတာမဟုတ်ဘူးအလုပ်ကိစ္စလိုက်ရှာနေရတဲ့ကိစ္စတော့မဟုတ်ဘူးအိမ်မှုကိစ္စလည်း तू ကူညီနိုင်တာမဟုတ်ဘူးရှင်းပြောရင်နော် तू လုပ်ပေးနိုင်တာဆိုလို့မျက်ရည်တာမရှိတယ်အိမ်ထဲမှာဆိုဖြုတ်ပြတ်တက်ပြီးပွားနော်ကိုလိုမြန်ကလေးကိုနော်သုံးပတ်လုံးမနာမနေကိုတယောက်တည်းလုပ်ပြီးကလေးကိုတောင်းလျှောက်အကုန်နော်လိုလီသေးမရှိအကုန်ပြေးစုံအောင်လုပ်ပြီးကိုလဲစာဖတ်ရသေးစာမွဲတွေလည်းဖြေရသေးအလုပ်ကိစ္စတွေလည်းရှောက်ရသေးဆိုမှယူခါပြီးတော့ယူသွားမယ်နော်အဲ့တော့ तू က positive ပြီးတော့အမလေးသူ့အလုပ်ထဲမှာပြောင်းရွှေ့မှုနဲ့ stress နဲ့ကလေးကနေမကောင်းလို့ तू က stress တက်တယ်ဆိုတော့တကယ်လုပ်ပေးရတဲ့မအေးကိုကြည့်အောင်နော်မအေးကမနေ့ကကလေးကိုမနေ့အိယာထားကြတယ် तू မမီ bite အောင်နေတယ်အဲ့တော့ကိုကလည်း document တွေအကုန်လုပ်ပြီးစေးရုံနှစ်ခုကို document တွေသွားပို့ရမှာအဲ့ဒါအမားတက်ကိုကိုကြီးတောင်းပြီးအခုလိုက်ခဲ့ပြီးပါဆိုကလေးကို drop out လုပ်ပြီးတော့ကျမတော့ပို့တယ်တော့ပို့တော့ကျောင်းဆရာမတွေကလေးကဒီနေ့ bite အောင်နေပြောတယ်တိတ်နေမကောင်းဘူးတစ်ချက်လောက်တော့ထိတ်ခဲလုပ်ပြပါဆိုငါတို့ကဘလို့ထိတ်ခဲလုပ်ပေးစီချင်တာလဲတဲ့ဆိုတော့သူတို့ကအော်တဲ့နင်တို့ကနင်ကဆရာဝန်မဲဆိုမဟုတ်ဘူးကလေး bite ကိုအောင်နေအန်လာတယ်ဆိုငါ့ကိုပြောနော်အဲ့ဒါဆိုငါ့ကိုဖုန်းဆက်ပြီးပါငါပြန်လာခေါ်မယ်ဆိုတော့ခင်တဲ့အတိုင်းပဲဟိုမှာကလေးစိတ်ရုံမိနစ်20မောင်းရတယ်အဲ့မှာနိုင်ဝက်ပဲရှိသေးတယ်ဖုန်းခေါ်ပါပြီနင်ပြန်ခေါ်လာခေါ်မရမယ်ကလေးကအန်နေတယ်โอเคရောက်လက်စားနဲ့အဲ့မှာကလေးစေးရုံမှာစာရွက်တွေပေးပြကြနောက်စေးရုံတစ်ခုကကြာ3မိနစ်ပဲမောင်းရတယ်အဲ့3မိနစ်နောက်စာရွက်တွေတော့ပေးပြီးပြန်လာတော့နိုင်ဝက်လောက်ကြာတယ်ကြောင်းအဲ့နိုင်ဝက်လောက်ကလေးကိုခေါ်ပြီးစဉ်းစားကလေးကိုကဲ GB တွေလိုက်ပြမယ်ပေါ့နော်သူ GB ကလည်းဟို holiday သွားနေတော့တခြား GB တွေပြမယ်ဆိုတော့တခြား GB မှလည်းမရှိတဲ့အခါကျ KF ဆိုတဲ့အိမ်ပဲပြန်လိုက်တော့မနားခိုင်းလိုက်မယ်ဆိုတော့ကားပေါ်မှာကိုကားမောင်းနေတော့ကလေးကဝေါ့နဲ့ထိုးနေတာကိုကတအားကြီးအန်နေတော့ကလေးချုပ်ကင်ရမှာဆိုလို့တင်မှာအသက်ရှူလမ်းကြောင်းနဲ့ရောက်သွားလို့ရှိရင်လည်းဟို aspiration pneumonia တွေဖြစ်မှာဆိုတော့ကိုမှတောကတွေနဲ့ဘေးအမရဟဲ့နဲ့ stress တွေများနေလမ်းဘေးထိုးရလမ်းဘေးတော့လမ်းဘေးလည်းချက်ချင်းထိုးရလို့မရသိတယ်မလားလမ်းဘေးချက်ချင်းထိုးရလို့မရအောင်မှနေရာချရသေးတယ်ထိုးရဖို့နေအောင်အဲ့လိုမျိုးတွေပေါ့နော်ကျမတို့ stress များကျမပဲရှိတယ်ကျမညီးဖို့လဲထားကြပါအောင်ဟေးလောကကြီးမှာကျမညီးဖို့လဲထားကြပါအောင်လောကမှာနော်ကျမဆိုတန်တာမထွက်ဘူးကလေးကိုမနေ့ကနော်ကားပေါ်မှာတစ်ခါဖြစ်တော့လမ်းဘေးထိုးရပြီးကလေးကိုအင်ကြီးဝတ်စားတွေလဲပြီးကားပေါ်မှာအင်ကြီးဝတ်စားတွေလဲပြီးတခါကဲမဖြူမထူးတော့အဲ့ဆိုတော့ကလေးစေးုံနော် emergency ပဲပြေးတော့ဆို emergency ရောက်တော့သူတို့ဘာဖြစ်ကလေးအန်လို့ဆိုအန်နာနဲ့လာတယ်ဆိုတော့သူတို့လည်းဒီတိုင်းပဲစောင့်ရမယ်ဘာညာပေါ့ပြီးတော့ကျတော့သူတို့ရှေ့ထိုးအန်တာနဲတာမဟုတ်ဘူးအများကြီးကျမတို့တောက်ရတာကလေးလက်အန်နဲ့အော်လူစွာပြရရိခန့်တာကျမလည်းတကိုယ်လုံးရွှဲတော့ကလေးကိုအဲ့အမနဲ့ကလေးကိစ္စပြီးပြီဆိုတော့ကလေးလည်းအဝတ်စီဆိုသွားတယ်အဲ့တော့ကားရနဲ့ဝတ်စားကပြန်ယူရမယ်ဆိုတော့တော်သေးတယ်ကားထဲမှာဝတ်စားတွေကတိတာဟိုတစ်ခါထဲနဲ့ပုံနေလို့ဒါမနေ့ကအဲ့3စုံလောက်ကုန်သွားတယ်ကျောင်းဝတ်စုံနဲ့ဆို4စုံပေါ့နော်အဲ့4စုံကုန်ပြီးရင်လည်းမရှိတော့ဘူးအဲ့တော့ကလေးအန်နဲ့ဟာတွေနဲ့မလီ stress များတဲ့ကျမကို stress တော့ထားပြီးပါအောင်ကျမမှာတနေ့ကိုကလေးကျောင်းပို့လို့တနေ့တော့လိုက်နေအောင်တော့ကျေးဇူးပါမယ်အေးတော့တမီးတော့ရှေ့ကလည်းနှခမ်းနေဆူထားတယ်ကြီးရတယ်လားအိမ်အစ်စ်ငားတဲ့အတွက်လဲဗါလဲတူလာစာချက်ပူများနေတဲ့ဟာတွေအတွက် stress ဆိုတော့
နေစမ်းမအောင်မသိရင်လူတွေကသူပေးလိုက်တယ်လို့ထင်မယ်အဲ့ဒီဘွန်ဘိုးအင်္ဂလကဘိုးနဲ့ဘွန်ဘိုးနော်ဘွန်ဘိုးကအင်္ဂလကဘိုးတစ်လားစာပေးရတယ်တစ်လားစာနဲ့နောက်နှစ်ပတ်ဆိုတော့အားလုံး9400ဘယ်သူပေးလို့ तू ကစောက် stress တွေတက်သူ့မှာစောက်ဆန်တပြားမှမရှိဘူးဆိုတာနဲ့စောက်တောင်ဝင်တွေကပြီးသွားပြီးတော့ကျမပဲအဲ့ဒီဟာကိုရှာရတာအမေပေးတဲ့လေတော့လည်းမရှိရှင်းပြောရအဲ့ဒါကိုရှာရတဲ့ဟာကို तू ကစောက် stress သိမ်းဖြစ်နေဆိုဒီအိမ်မှာတော့ကျမပြမယ်အပိုပြောတာမဟုတ်ကျမအိမ်သိမ်းဖို့အတွက်ဆိုကျမလုံနေအိမ်ကနေဟိုပွားသွားတာဒီမှာကြည့်အိမ်ကဒီမှာမြင်လားလူတွေပွားနေတာဒါကျမသိမ်းထားတာပစ္စည်းတွေနော်တရက်ကကျမ line မတော့မတက်နိုင်ဘူးအားရဖြစ်နေမှာဒီမှာအိမ်ကြောင်းမှုပစ္စည်းဆိုတော့ဒီမှာပတ်စံတွေအကုန်ခပ်ပြီးတွားဝယ်ထားရတာကျမနော်ပစ္စည်းအကုန်အခုဆိုတဲ့အခါမှာအိမ်ထဲမှာရှင်းရမယ်ဒီမှာကြည့်ဒီ dishwasher တွေက dish တွေတော့မှဒီမှာအလုပ်မလုပ်နိုင်ဘူးကျမဒီမှာလည်းအကုန်ပုံအဲ့ကျမဘာမှအလုပ်မလုပ်ဘဲနဲ့ထိုင်ပြီးတော့ကျမမှနေကိုရီးယားကကြည့်တယ်လို့လည်းမထင်လိုက်နဲ့ဘူးကျမဟိုဟာဖြစ်ဖို့လဲထားပါအောင်မဲမသိရင် तू ကမလေးကလေးနေပြန်ကောင်းသွားတဲ့အတွက်တော့သူ့အမေကြီးစုပါဆိုတော့ကျမတို့ဒီကလေးနေကောင်းမှလေးတစ်ခုထွက်တဲ့အတွက်ကွက်ကြီးစုတင်လို့မရဘူးပြောလုံးနေတမီးနေကောင်းနေတော့အဲ့ရတယ်မှာတော့နေတော့မမေတမီးလိမ္မာမန်းမမေတည်တော့အဲ့ရတယ်မှာနားနေအောက်မှာခဏသွားစီအဲ့ဟာနဲ့ကျမအေးပတ်မယ်တော့လူတွေဗျာတရာဒီမနေ့ကအဲ့လူတွေကတော်တော်ရွာမလေးဆောက်ဆော့စာတူမတက်တာဟမ်ဆောက်လို့ထဲကပြောင်းလဲမှုဆိုတာဆောက်အလုပ်ထဲမှာရှိတဲ့လူကလည်း stress များတယ်လို့ကျမဆောက်လို့မရသေးတဲ့လူကလည်း stress များတယ်ကလေးတစ်ကောင်နဲ့ stress များပြီးလောက်ရတာပြီးရင်အိမ်ကိစ္စတွေ तू ကစောက်ကြီးစောက်ကျယ်နေတော့ဒီအိမ်သိမ်းတဲ့ကိစ္စဆိုပြောင်းတဲ့ကိစ္စဆိုကျမလုပ်နေတာကိုလာပြီးစောက်ကိုတွေကိုအဝေးကနေနေပြီးတော့ self stress သိမ်းနေပြီးရင်သူ့မိကအဆင်ပြေသွားမှာဒီကောင်မရှိနေလို့အဆင်ပြေရလေတစ်သက်လုံးကလည်းကလေးနှုတ်မဘုံမရှိရဆိုဒီကောင်မပဲဖြည့်ရှင်းနေတာစောက်စင်ပြေသွားမှာပါဇက်နဲ့ပြောလို့ရတယ်ဟမ်စောက်နေကတာမရပါဘူးကျမမရအောင်ဘယ်တော့မှဒီကောင်နဲ့လည်းစောက်ဟိုရေရှည်သွားလို့မရဘူးကိုကမတက်တာလို့ကိုရှင်းပြောရရင်ဒီနိုင်ငံမှာလည်းစောက်လို့မရှိရင်အိမ်ငှားလို့မရဘူးဖြစ်တယ်ငါဘုံဘိုးပြီးတော့ကျမစောက်ဆန်နဲ့ပေးရတာဘုံဘိုးပြီးတော့ကျမစောက်ဆန်နဲ့ပေးရပြီးတော့အမလီအိမ်ငှားတော့ကိုယ့်နာမည်နဲ့ငှားလို့မရဘဝဖြစ်စောက်လူတွေသိရင်အမလီအိမ်ကကုန်မဲ့ဟာတွေတော့ကိုမဲ့ तू ပေးနေပါလေပေါ့ तू ဒီအိမ်မှာ तू ပေးတယ်ဆိုတာ तू ဒီအိမ်မှာ तू ပေးတာ तू ပေးနေလို့ तू မပေးခင်တော့ကျမကိုယ့်ကိုပဲပေးရလीဘာတွေစောက်ပိုတွေလုပ်ပြီးလာပြောနာโอเคစောက်ဒေါသတွေတော်တော်ထွက်တယ်တကယ်ဒေါသတော်တော်ထွက်တာလူတွေကတခါတည်းညကိုက line ပေါ်မှာ drama မချိုးနဲ့ဒီတိုင်းနေနေမသိရင်တဲ့လူတွေကိုစောက်ဆန် तू ကစောက်လို့ရှိရင် तू ပဲစောက်တယ်ရအကုန်ဖန်ဖြည့်ရှင်းပေးနေလို့ထင်တယ် तू ဒီအိမ်ကတွေ तू ပေးပေးနေတာအဲ့ဒါစောက်ကျေးဇူးเนาะစစ်တက်ကျေးဇူးမူလို့ရှူကြမရှိဘူး तू စေကျေးဇူးလည်းမူလို့ရှူကြမရှိဘူးเนาะကျမရဲ့စောက်ကြွေးတွေသူ့ရှိမှာအများကြီးပဲဟုတ်တယ်မလားအဲ့ဒါကိုပြန်ပေးတယ်လို့ပဲကျမကယူဆတယ်အဲ့ဒါလာပြီးငါပေးနေဆိုတော့စောက်ကျေးဇူးတွေတော့ဗန်တက်တိုင်တော့လာမတက်ချင်တာလုံးဝနော်ပြောရမယ်ဆိုတော့မင်္ဂလာစရိတ်အတွက်ကိုတက်ဝင်သွားတဲ့ပတ်စံတွေအင်္ဂါကပတ်စံတွေအဲ့ဒါတွေတော့စောက်ကြွေးတွေပြန်စောက်ဒီအိမ်ပေးတဲ့ဟာတွေစောက်ကြွေးတွေမကြည့်သေးဘူးအဲ့ဒါကိုလာပြီးတော့မသိရင်ပတ်ဝန်းကျင်ကတည် तू ကဟိုသူ့လာစားထက်များတဲ့အင်္ဂါကတွေတော့ South Stress တက်နေရဆိုတော့အော်မသိရင်စောက်ဘုံဘုံ9400ကိုသူပဲပေးလိုက်ရတယ်လူတွေကိုထင်အောင်ထင်မှားနေစောက်ပုံပြောကိုကလည်းမြင်ရတော့အဲဒေါသတွေကဒါထွက်တယ်ဒေါသတဖြည်းဖြည်းနဲ့စကားတော့ပြောလို့မရတဲ့အဆင့်တွေဖြစ်နေကျွန်တော်သူ့စကားလည်းမပြောဘာလို့ဆိုတော့ဒီအိမ်ရှာတဲ့ကိစ္စတွေနဲ့စကားကြီးအများကြီးပြောတာကျွန်တော်တော်တော်ပင်ပန်းနေထောက်စစ်ဖြစ်လို့သိလားကျွန်မကသူပဲထောက်စစ်ဖြစ်တာမဟုတ်သူ့တော့လည်းကျွန်မထောက်စစ်ဖြစ်လိမ့်မယ်ကျွန်မတော့လည်းသူကထောက်စစ်ဖြစ်လိမ့်မယ်ကွာရှင်းပြောရင်ကျွန်မတို့ကလုံးဝအဆင်မပြေတော့တဲ့ relationship ရှင်းပြောရင်ကလေးအတွက်ကိုလေစကားတွေပြောနေရပါမယ်တော်ကိုအဆင်မပြေတာเนาะကျွန်မမပြောချင်လို့ကြည်နာမရဘူးကလေးရမှာကိုအတွက်ကိုလေကလေးရမှာမမေကျွန်မမလေးဘောနဲ့အင်္ဂလိပ်စာဆောင်ဝဲဖြေလာတော့လေကိုယ်စိတ်ထဲမှာဆောင်ဝဲမအောင်လို့ထင်တာပေါ့နော်ကျွန်မပြောရင်ဒေါသတွေဒါထွက်တယ်ပင်မန်းနေဟာတာကျွန်မနော်မနေ့ကဆိုတဲ့ကလေးနဲ့အဲ့ဒါတော့ကိုကအရင်တိတဲ့အမတယောက်ကလိုက်လို့ပြီလို့စောက်ပူတွေလို့လူတွေရှိရအောင်စောက်တူကိုကောင်းဆောင်တဲ့ကိစ္စလူတွေရှိရအောင်စောက်တူတော့ကောင်းဆောင်စောက်ပါစက်နဲ့တော့သူ့မိကစင်ပြေသွားမှာပြောလို့ရတယ်။ဟောတစ်ကလုံးကစောက်စင်ပြေသွားမှာပါကောင်မကြီးရှိတာလေ။ဒီကောင်မကြီးကိုထုတ်ဆက်ရှိနေတာကိုဘာစောက်စင်ပြေသွားမှာလဲစောက်စကားကြီးလာပြောနေဟမ်။ကလေးနေကောင်းတာတစ်ခုတော့ကျေးဇူးတင်ပါတယ်။အဲဒီအိမ်တစ်ခုဖြစ်သွားအောင်ကဘသူကလှုပ်ထားပေးလို့လဲ။ဟမ်။အဲ့ဒီဟာတွေအကုန်လုံးကဘသူကလှုပ်ထားလို့လဲ။ပြောဒီအိမ်အခုရသွားတဲ့အိမ်ဆိုတော့လဲကျမပဲ home inspection လုပ်ထားတာ။ home inspection ကျမဟာနဲ့ registration လုပ်ပြီးတွားကြည့်ထားတာသူပြန်ရောက်တဲ့ချိန်လို့တွားပြီးအတူတူကြည့်ကြတာမိရနဲ့။နော်တွားကြည့်ပြီးအမှform ဖြစ်မယ်ဆိုတော့ကျမ main click ကလုပ်လို့မရအောင်ကျမစောက်လို့မရှိတဲ့လူမလို့အဲ့တော့မှရှုပ်ချက်တွေခတ်ပြီးသူ့နဲ့ပြန်ပြီးလုပ်ရသေးတယ်အများကြီးအဲ့လိုအိမ် home inspection ကစားကျမကလုပ်ရတာနော်ကို main click နဲ့လုပ်ရင်အိမ်ငါလို့မရဆိုလို့သူ့ကိုလည်းပို့တယ်ငါ home inspection ဒီအိမ်နေဒီအိမ်ဆိုစောက်ဖက်လုပ်ပြီးမလုပ်ပေးဘူးသူ့မှာပြောရင်
စောက်ပူတွေကအဲ့တော့ကျမတကယ်စကားကိုကျမထည့်မပြောချင်တော့သိလားကျမရှင်းပြောရင်ကလေးတော့လဲ toxic တွေကိုကျမtoxic တွေကိုကျမမဖြစ်စေချင်လို့ကျမအတွက်သူကတကယ် toxic ပဲတကယ် toxic နော်ကျမရဲ့ဟိုဖြစ်တည်မှုတွေကို respect မပေးဘူးကျမရဲ့စိတ်ဆန္ဒတွေကို respect မပေးဘူးအဲ့လိုတကယ် narcissist နော်တကယ် narcissist သူများရဲ့စိတ်ဆန္ဒသူများကို controlling လုပ်တယ်လူတွေအထင်ကျမစွာစီစိတ်မှာဆိုကျမ controlling လုပ်တယ်လို့ထင်တာလူတွေကနော်ကျမကလည်းမသိဘူးလေသူကိုကလည်းသူ့ဆိုစောင်းရနေကတော့စကားကိုအကောင်းမပြောတော့သူကတင်တဲ့စကားကိုအကောင်းမပြောတော့ तू ကတော့အကောင်းပြောတယ်လူရှိဆို तू ကလူရှိဆိုရင် तू ကကျမဒေါသထွက်နေတော့ तू မပြောဘူးမယ်လူလိမ္မာကိုမမျိုးလုပ်တာမဟုတ်ဘူး controlling ပတ်စံကိစ္စအစား controlling อ่ะ तू နော်ပတ်စံကိစ္စ controlling အခု तू ဆိုတဲ့ဒီအင်ကိစ္စဆိုရင်ဟာဘောင်းပေးဦးနဲ့ဟိုကလည်းပေးရမယ်9400ရတယ်နေ့မှာပတ်စံဘယ်လောက်ရှိလဲကိုပြောလိုက်ငါမှပတ်စံလုံးဝမရှိဘူးပြီးသွားပြီ that's itတောင်ဝthat's it ပြီးသွားပြီအဲ့မှာမရှိဘူးတလုံးခံတာနဲ့သူ့ကောင်မပြီးဘူးကျန်တဲ့9400ဒီသူများရှိရချီကိုရှိမှာစောက်ဆန်ရှိလို့စောက်ဆန်ပေးကိုအမgrop ပြောရမှာကောမေးပေးတဲ့လက်တော့နဲ့လှုပ်ရှားခြင်းလဲလှုပ်ရှားကျန်တာဒီသူကိစ္စစိတ်ဝင်စားဆိုတဲ့စောက်ထာမျိုးပြောလိုက်ချင်ဘူးမလေးမိသွားအဲ့သွားမင်းဒီမှာလှုပ်နေမိသွားမတော့စောက်ဒရမာတွေချိုးလို့ကျမ Facebook ပေါ်မှာဘာမှမတက်ဘူး Facebook ပေါ်မှာကျမဘာမှမတက်ဘူးမပြောရင်ပြောပြီးရင်ကနေမြကိုပေါ့ကိုလာထောင်းတောင်းကြောင်းနေကိုစောက်ပေါ်လီပြောစောက်သူကဆောက်စရက်ကိုတသိန်းကိုကိုကပြောလိုက်ဒီလာလေနော်ဆောက်စရက်တသိန်းကျမမှာဆောက်အလုပ်တွေလည်းကိုကကိုလုံးကလင်းနဲ့တော့ရပြီနော်ကလေးတစ်ကောင်နဲ့ကျမမှာစာပွဲဖြီရတာကျွန်တော်အဲ့ဒီကလေးကိုထိန်းနေတဲ့ကာလအတွင်းနဲ့စာလဲဖတ်ရသေးရဲ့ကိုကျမရေးကိစ္စတွေသွားရရဲ့လူမှုရေးတွေလည်းသွားရသေးတယ်စပ်ပေါ်ဒီအားပြောအဲ့တော့ဒီကသူများဆန္ဒကိုလည်းဘာမှ respect မပေးတာညောင်းတာအရဲညောင်းတာလူဖတ်သားကို gaslighting အားလုံးပြီးစောက်သူတို့ပဲသူတော်ကောင်းသူတို့ပဲလူလိမ္မာသူတို့ပဲလူရင်ကြီးအေးကျမဘာဖြစ်လို့ဆက်ထိမခံနေဖြစ်နိုင်လဲဆိုတော့ဖြစ်နေလဲလို့ပြောရင်ဆက်ထိမခံအောင်လုပ်ထားလို့ကိုဖြစ်တယ်နော်အဲ့ဒီစက်ကိုလေလိုင်းပေါ်မှာကျမလိုင်းကိုကောင်းမသုံးနေတာနော်ရှင်းရှင်းပြောရင်လိုင်းပေါ်ကိုမသုံးနေတာကျမကိုစောက်ကြောင်းနေလဲမပြောချင်လို့သူကမှစောက်လူဘားတွေကစောက်စကားကိုကျမအခုမပြောဘူးဘာလို့လဲဆိုတော့စကားပြောရင်သူနဲ့စကားပြောရင်ကျမမောလို့ရအောင်ဟုတ်လားမောလို့ကျမတို့ကဘလို့မှခလေးတွတ်တောင်မှဘလို့မှညှိနှိုင်းပြီးပြောလို့မရတဲ့ condition ဖြစ်ရှင်းရှင်းပြောအောင်စောက်လူတွေကြတော့စောက် drama တွေချိုးနော်အိမ်မှာနာနီခေါ်ရင်တော့ကျမပြောပြမယ်သူလုပ်ပေးတာဆိုလို့ကျမပတ်ဝန်းဆောင်ဝဲဖြီတော့ကသူခွင့်3ဘက်ယူပြီးခလေးထိန်းပြီးတဲ့ကိစ္စပဲသူလုပ်ပေးတာအဲ့ဒါလေကျမဆောင်ဝဲနီး3ဘက်ကိုနော်ကျမဖြီရမယ်ဘာညာဆိုလို့အဲ့ဒါလေပြောပြမယ်နော်နန်နီကိုငားတော့တော့မှနန်နီကကျမအထဲမှာစာချက်နေသူကခလေးကိုအပြင်မှာထိန်းနေခလေးအတွက်ထမင်းဆိုထမင်းအသီးဆိုအသီးနန်နီကလုတ်ပေးတယ်လုတ်ပေးပြီးအမြဲတမ်းဝင်လာမေးတယ်မာယာနေဘာစားမလဲနေအသီးလေးစားကြလားနေရင်သွေးအိုးလေးကုံသွားပြီဒါအမြဲတမ်းပြောတယ်အေးသူကလေးဖေနော်သူကလေးဖေကျမကသူကလေးကိုမွေးထားပေးတယ်အမေအဲ့လိုလူမျိုးတောင်မှသူတို့ထမင်းစားတယ်နော်ကျမကိုဗိုက်စာနေလားငါယူလာပေးခဲ့ရမှာခေါ်မမေဘူးရင်သွေးချမ်းအိုးဖြည့်ပြီးဖို့ဆိုတာဝေလာဝေးနော်အဲ့လိုမျိုးအသိစိတ်တဲ့လူသားမျိုးပြောရရင်တော့ရေးရှိပြောရလဲကျမမကောင်းတတိသွားဟိုခဏမှာအဲ့ဒါဘလို့လောက်တာလဲမေမေကထက်ဖို့တမီးဆိုတော့အဲ့ဒါမလုပ်နဲ့အဲ့ဒါထိုင်ဖို့မဟုတ်ဘူးမေမေထက်ဖို့မှာဘုံနေရစားတမီးပတ်စံနဲ့ပေးပြီးအစ်ဝေရတာတော့အဲ့ရလဲတော့နေသွားဒီဘောရရတအားထွက်တယ် sub drama ရတအားချိုးတယ်လူဘာတွေကတအားဝတယ်ကျမမပြောချင်မလုပ်ချင်လို့ကြည်နေ sub drama တွေချိုးပြီးသူတို့မှ sub stress ကျမ stress ကြတော့ဘယ်တော့သိလို့ကိုဖို့ပဲကိုတက်တာတကယ် narcissist နော်ကျမပြောရင် narcissist ဟုတ်လားမဟုတ်လားဆိုတော့ကျမပြောတယ်ကျမသူများကို narcissist ပြောရင်လည်းမကြိုက်ဘူးသူများကိုလည်းကျမလက်ဒီပဲတက်နေတာပေါ့မဲဘန်ပြန်လာတော့ကျမပြောပြမယ်မဲဘန်ပြန်လာတော့ကျမအင်္ဂလိပ်စာဖြေလာပြီးကျမဆောင်ဝဲကန်းဆောင်လည်းကျမဒါအဲ့ဒါလည်းပြောပြီးသားပါဆောင်ဝဲကန်းဆောင်ကျမဒီ ID အကလေးတစ်ခုထည့်လိုက်တဲ့အမှုနဲ့သူတို့ PPB ဆိုတဲ့အချိန်မှာ PPB အချိန်မှာကျမဘဝင်ကောက်ကြိုက်လို့ပေါ့ဗျာထဲတာကောက်ကြိုက်ပြီးလို့ကိုကလည်းအမှန်ကြောင်သွားတာဟဲဆိုပြီးတော့မေ့တယ်ဆိုပြီးကြောင်သွားပြီးတော့သူ့ရှိကြမှာကိုကလည်းကြားရှိမောက်ရလဲတာဒီက rules ကိုမသိလို့တော့မဟုတ်ဘူးကွာရုတ်တရက်ဟိုပေါ့ unconsciously ကိုကောက်တိုင်မိလိုက်သွားတာဖဲ့ဖြည့်လိုက်တာ ID တစ်လုံး
တော့ဟိုကဆဲပါလေရောအဲ့ဒီ examiner ကစမကဆောင်နေကောင်ဆဲတာအသိဆဲတာနေတာတော့တောင်းနေတကယ် math practice ပါအမှန်ကပြောလို့ရတယ်အဲ့လောက်ကြီးတွေတော့ပြောစရာမလိုဘူးနော်အဲ့လောက်ကြီးတွေပြောစရာမလိုကျွန်မမတရားဖြစ်နေပြောတော့ကျွန်မဆိုလုံးဝ shock ပြသွားဘာလို့ဆိုဘဝတစ်သက်တာမှာကိုကဘေဒုံးခါမှအပြောခံဘူးတဲ့လူသားမဟုတ်ဒါပေမဲ့အဲ့မှာနင်မဲ practice နဲ့မှာ inform လုပ်မယ်တွေပါဆိုကိုကကြောင်ပြီးတော့ဘာမှမပြောနိုင်ပြီးတော့အမှန်ကျွန်မခြေတာလည်းမဟုတ်မိုးတာလည်းမဟုတ်သူပြောတဲ့ချိန်မှာကိုကလေOh yes oh okay thank you ပေါ့ဒါတော့ပဲပြောနိုင်တယ် sorry လည်းကိုမပြောနိုင်ပြောမနေနာကြောင်ကလေအဲ့တဲ့မှာဆိုတော့မသိရင်လူတွေကဟို okay thank you ဆိုတော့သူ့ကိုရွဲ့တယ်လို့ကွာစောက်ကြည့်မဆိုင်ပါဘူးပြောတယ်လို့ထင်ချင်လက်ချက်မယ်အဲ့လူကအဲ့နဲ့ပြန်လာတော့လေကျွန်မသူတပတ်ခွင့်ယူထားဆိုကလေးကိုသူတပတ်ပေါ့ဗျာလုပ်ပြီးတော့အဲ့ချိန်မှာသူအပြင်ထွက်ပြီးတော့နားထောင်တော့ကျွန်မပြောပြမယ်ကျွန်မချုပ်အရာတွေကျွန်မ line ပေါ်မှာမပြောနဲ့ဆိုတာမပြောချင်တော့ကျွန်မလေကျွန်မကလေးတော့လည်းရှိပါတယ်ပြန်မပြောနေကိုပေါ့ကိုလှန်ထောင်းပြန်မကလေးတော့လည်းမကောင်းကျွန်မလည်းအမြဲတမ်းဟိုသတိပေးကြကွာသိရမှာကလေးတော့နဲ့ကွာဖြစ်တော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပြန်လာတယ်ကျွန်မဘာမှမလုပ်နိုင်ဘူးပထမရက်တွေဆိုအဲ့အပေါ်မှာဆန်းလိုက်ကြီးပဲကျွန်မသေးတယ်ပေါ့နော်သေးရဲဆိုတာကိုကျွန်မအဲ့လိုလူစားမျိုးကကျွန်မ professional ဖြစ်ချင်တဲ့လူစားမျိုးဗျာအဲ့ဒါလည်းဒါသူ့ရဲ့ personality ပဲကျွန်မကိုယ်တိုင်လုပ်နေတာလည်းမဟုတ်ဘူးကိုကဒီအင်္ဂလိပ်စာရက်သွားပြီငါမကြပါဘူးဆိုကျွန်မမှာဟိုလူတွေကအရှုံးကိုလက်မခံနိုင်ဘူးလို့ထင်တယ်ဒါပေမဲ့အဲ့ဒီအရှုံးကိုကျွန်မပို့ပြီးလက်မခံနိုင်တာကျွန်မတော်တော်စူးစမ်းထားဘာလို့ဆိုခလေးတစ်ပတ်နဲ့ကျွန်မမှာတော်တော်စူးစမ်းရတာဗျာအသက်အရွယ်အားဖြင့်ရောလွယ်လေးတကူမဟုတ်ဘူးကိုယ့်ရဲ့ဒီအရင်အနေထားမျိုးနဲ့ကိုရှင်းပြလိုက်သိရမလားထောမလေးဆိုတာဘယ်တော့မှမပြီးနိုင်ဘာလို့လဲဆိုတော့ကိုပြန်စားရတာလေသိရမလားလူတွေကခြေအတိုင်းလာလဲခံရသေးကိုကစားကြည့်ပြီးဒီချမှာအလုံးမရနေတော့ခြေအတိုင်းနဲ့ကိစ္စလဲခံရသေးတယ်ဒါပေမဲ့ကိုရွေးချင်မှုနဲ့ကိုဆိုကနောက်မရပါဘူးကိုကစူးစမ်းဖို့အတွက်ကိုပဲကျွန်မစိတ်အားထက်တဲ့ဟုတ်တယ်ကျွန်မဒါကျွန်မတို့ကတော့မှစူးစမ်းခွင့်ရှိနေသေးတယ်စူးစမ်းခွင့်မရှိတော့တဲ့လူတွေအများကြီးရှိအသက်ပေးနေတဲ့လူတွေအများကြီးရှိတယ်ဟုတ်တယ်မကျွန်မမှ drama ချိုးပြပြန်မဟုတ်အဲ့တော့ဆိုတဲ့ကျွန်မကလေကျွန်မဘေးမှကိုမထွက်ချင်လားရှင်းပြောရင်ကျွန်မဘေးမှမထွက်ချင်အဲ့ဒါကိုလေဟောပေါ်သွားစားမယ်တဲ့နားထောင်မလိုက်ချင်ဘူးပြောတယ်ကလေးကပုံဖော်တာကလေးဟိုတော့မှဟိုကလေးရဲ့ဆန္ဒတော့ဦးစားမပေးနိုင်တဲ့မအေးဆိုတာမျိုးပုံဖော်တာပြောပြမယ်နားထောင်ဒီကမလိုက်ချင်ဘူးအထူးသဖြင့်တော့အဲ့လိုထွက်စားတာတွေပါလေလောက်ပါတယ်နော်ဘာလို့ဆိုတော့ကလေးလေးသူ့မေဖေပေါ့တဲ့တာမတဲ့တာသူသိနေတယ်ဆိုပေမဲ့သူ့စိတ်ထဲမှာအများကြီးမသိနော်အဖေနဲ့မေကတော့မတဲ့ဘူးဆိုတော့သူသိတယ်သိပေမဲ့ဘာဖြစ်သူ့ကိုသိမှာအဖေနဲ့မေအတူတူထွက်စားရဆိုရင် family life လေးကလေးရပါစေတော့ဆိုပြီးကျွန်မဖြည့်ဆည်းပေးပါတယ်များသွားပြန်ဒါပေမဲ့ဖြည့်ဆည်းပေးတိုင်းဟာကျွန်မစိတ်ဆင်းရတာကြီးပဲဆောက်စကားတွေပြောတာအစမပြေဘူးလို့ဒေါသတွေမထွက်အောင်လုပ်တယ်အမလေးလူရှိမှသာ तू ကလူရှိမှသာပြန်မပြောတာအမကွေရကြရင်အဲ့လိုစွအမလေးကျမကိုတခုံးပြောလိုက်ရင်ကျမဒီကောင်စားနဲ့တုံးတကဲ့သူကိုဆက်ဆက်ခါဒေါသတွေထွက်သွားနိုင်အောင်ကိုပြောနိုင်တဲ့စောက်ရည်ချင်းရှိတာနော်ကဲနဇစ်သူကသူလည်းနဇစ်မသိဘူးသူကသူလည်းနေထောက်ဖြစ်နေဆိုတာမသိဘူးဒီအိမ်အောင်ရေးစပြီးမပြေလဲပါကြတဲ့ကပြေလဲခြင်းစိတ်ရှိရင်သူ့ဟိုးစားတွေကပြောတယ်ငါတို့ relationship counseling ဒါမှမဟုတ် relationship ကိုပြန်ပြေလဲဖို့အတွက်မဟုတ်ရင်အောင် parenting ဒီကလေးတယောက်ကိုနှစ်ဦးနှစ်ဖက်ဘလို့ပြုစုပြောထောင်မလဲ same page မှာဘလို့နေပြီးတော့အစင်ပြေအောင်လုပ်မလဲဆိုတာမျိုးအတွက်ကိုလေ तू ကစိတ်မဝင်စားဘူးပြောလိုက်လို့ရှိရင်ငါ physically mentally အကုန်ကောင်းတာမင်းဖြစ်ရမှာမင်းသွားမင်းလိုတာ तू များတစ်ဖက်သားကိုပဲစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာเนาะအစင်မပြေနေတာဆိုတာမျိုးပဲအမြဲတမ်းထိုးချတာ तू ကအကုန်ကောင်း तू မှာစိတ်ဆင်းရဲတာလည်းမရှိဘူးစိတ်တက်ကြတယ်ဆိုတာလည်းမရှိဘူး तू ကအကုန် physically strong mentally strong အဲ့တော့ကျမဒါလည်းမ strong နေတာအဲ့တော့မ strong နေတော့ကျမဒါလည်းသွားမှာဆိုတော့အဲ့မှာကိုကလေးကွာသူ့ကိုသူနေချောက်ဆိုတာမသိတဲ့လူစားမျိုးတကယ် narcissist ရဲ့ feature ဆိုအပြည့်နော် तू သူ့အတွက်ပဲ तू ကြည့်တယ်နော်သူ့အတွက်ပဲ तू ကြည့်တာရဲတန်း तू သာနေကားမသိရင်ကျမစောက်ရဲဟိုလူတွေတော်တော်များများလည်းအဲ့လိုပဲထင်ကြတာ तू သာလေလူတွေတော်တော်များများလည်းအမလေးမသိရင်သူများရှိဆိုရင်တော့မခုတ်ချက်တဲ့ကြောင်ဟိုကျမကပဲသူ့ကိုနိုင်သားနေတယ်လို့ပတ်စံကိစ္စတွေကအစားကျမကသူ့ကို money နဲ့ပတ်သက်ပြီးဘယ်တော့မှ control လုပ်မရနော် money နဲ့ပတ်သက်ပြီးကျမကိုလူတွေကထင်တယ်အဲ့ကောင်မမိန်းမလဲသိန်းကျွဲပဲဖြစ်ဖြစ်ဒီကောင်မစွာတာဂျန်လက်နဲ့ပြောတတ်တော့သူ့အကောင်ရဲ့ပတ်စံတွေလဲ तू က control လုပ်နိုင် तू လာတာဘလောက်ရလို့သူ့ဘက်နဲ့ဘလောက်ရှိမှန်းလဲကျမမသိဘူးကျမမှာသူ့ဖုန်းကိုတခါဘူးမှကို access လုပ်ဖို့အခွင့်အရေးလဲကျမမှာမရှိခဲ့ဘူးကျမဖုန်း password တာကလေးကိစ္စနဲ့ပတ်သက်ပြီးကလေးကိုတခုခုပြချင်တာလို့ဘာလို့ဆို तू ကကျမဖုန်း password တွေအကုန်သိတယ်
နော်ကျမဖုန်းကိုအမဟိုတလောကလည်းအမအိမ်ကိုapplication ရှောက်မယ်ဘာညာဆိုတော့ကျမဖုန်းကိုပဲသူယူသွားပြီးသူလုပ်တာသူ့ဖုန်းကိုကျမချီပေးထားပြီးလုပ်တာမျိုးလို့သူမလုပ်ဘူးနော်သူ့ဖုန်းမှာလျှို့ဝှက်ချက်တွေရှိတယ်ကျမဖုန်းမှာကျတော့လျှို့ဝှက်ချက်တွေမရှိအောင်သူယူပြီးလုပ်တာအဲ့လိုမျိုးတွေဗျာအဲ့လိုမျိုးတွေနော်အဲ့တော့လူတွေကထင်ကျမ controlling လုပ်နေလို့ထင်နေမယ်အမှန် controlling ကကျမမို့အဲ့ဒါတကယ် narcissist နော် narcissist ကသူတို့ controlling လုပ်နေတာကိုလူတွေမသိအောင်ကိုလုပ်နိုင်တဲ့အရေးချင်းတွေကိုရှိကြအဲ့ပြောပြမယ်အဲ့ဒီဟိုဟုတ်တော့စားတော့ကျမမလိုက်ချင်ဘူးနော်ကျမလိုက်ချင်နေတဲ့ mood မရှိနေဘူးအပြင်မထွက်ချင်ဘူးကျမအဲ့ရထဲမှာပဲပတ်လက်ပဲစာမွဲအောင်စင်းမထွက်မချင်းอ่ะကျမအတွက်ကလုံးဝအယုတ်ကျိုးပြတ်ဖြစ်နေတဲ့အချိန်မှာမတော်တော့ဘူးငါမတော်တော့စားချင်ကိုယ့်ကိုစားကြပြောတယ်အဲ့ဒါကိုလေခလေးကမင်းသေစာမွဲတော့ဖြေကြရမမေပြန်လိုက်စားမယ်ဆိုစားချင်နေတာကိုငါကမမေပြန်လာမှစားဘာညာဆိုပြီးပြောထားတာဘာညာဆိုပြီးတော့အတင်းနေပုံဖော်တာတော့ဟုတ်ပြီကလေးကိုအဲ့တုန်းကမေးပြန်လာမှစားလို့ပြောထားရင်တော့အခုစားတော့ကလေးကိုစောက်ချောင်းပြပြီးတော့ကျမမလိုက်အောင်အတင်းနေလုပ်တာတော့သူ့ရဲ့ကျမကိုမလိုက်အောင်လိုက်စီခြင်းနဲ့ရွေးချက်ကိုလည်းကျမမသိဘူးဒါတော့နော်အော်ကလေးလေးမိသားစုလိုလေးပျော်ရွှင်ပါစေဆိုလို့ရှိရင်လေဒီကလေးရဲ့အမေကိုတော့စိတ်ချမ်းသာအောင်တော့ထားပြီးပြီဟုတ်တယ်မလားကျမပြောတာကလေးကိုပျော်ရွှင်တဲ့မိသားစုလိုက်ပြီးတော့ vibe လေးရပါစေလို့ရည်ရွယ်တယ်ဆိုရင်ဒီကလေးအမေကိုစိတ်ဆိုးအောင်ဒေါသထွက်အောင်ဒဏ်ရာတွေစိတ်ဒဏ်ရာတွေလှနေမရနေအောင်နေလေဟုတ်တယ်မလားအဲ့ဒါခေါ်တော့ကလေးကိုစောက်ကြောင်းပြပြီးမသိရင်ကလေးရဲ့ပျော်ရွှင်မှုကိုတော့ဦးစားမပေးနိုင်နဲ့မအေးခဲ့လို့မင်းကကလေးအတွက်တောင်မှမင်းကအပြင်ထွက်ဖို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကိုကအဲ့မှာโอเคသမီးလေးမမေအဲ့ဒါနော်မမေဒီမှာအဲ့ not in the mood သမီးရဲ့မမေဘလို့မှမထွက်နိုင်မမေစာမွေးကအောင်လားဒီလိုမမေတော်တော်လေးကိုစိတ်ကြီးမကောင်းဖြစ်နေလို့သမီးနဲ့အဖေနဲ့ပဲသွားပါလားလို့ပြောပါဗောနော်သွားပါလားလို့ဆိုပြောတဲ့ခါကျတော့ဘာပြောလဲဆိုတော့ကလေးကလေโอเคမမေအားဆိုမမေကြံခဲ့မမေသမီးရဲ့ပါဖေနဲ့ပဲသွားလိုက်တော့မယ်နော်ပြောတယ်နော်ကလေးကအဲ့ဒါကိုမဟုတ်ဘူးကလေးကတောင်မှမအေးဆန္ဒကို respect ပေးပြီးโอเคမမေအားဆိုရေရသွားလိုက်တယ်လို့ပြောနေနေကိစ္စဟာအတင်းနေသမီးအဲ့ဒါမလုပ်နဲ့လေကွယ်အဲ့လိုမျိုးတွေလောက်တာဗျာသိလားတကယ်ကျမကလေကျမကတကယ်စိတ်ပိုင်းဆိုင်ရာတကယ်ပေါ့ညှဉ်းပန်းနှိပ်စက်ခံရတာတကယ်လူတွေကအဲ့ဒါမသိဘူးခါချင်းကျရင်ရဲတွေအစားမသိဘူးသူတို့ကလေအဲ့လို physical ကျမကသူ့ကို physical နဲ့မလုံမိအောင်အဲ့လိုမျိုးတွေမလုံမိအောင်လေအဲ့လိုတွေလောက်တာအဲ့တော့ကျမကသူနဲ့ဆက်သွားလို့ကျမမရဘူးဆက်သွားရင်ကျမကလေနောင်မြိုက်ပြီးတော့ကျမကလေကြာရှုံးခံနေဖြစ်မှာသိလားယောက်ျားပတ်စံပေးမကင်အော်ကျမနဲ့သူနဲ့ကလည်းလင်းမရမဟုတ်ဘူးအဲ့တော့ပတ်စံပေးကင်ချင်းမကင်ချင်းကိုကျမတော့ပြောလို့မရနိုင်ဘူးသူ့ပတ်စံဟာသူ့ပတ်စံပဲကျမပြောသိလားကျမကသူ့ရှီကဘာပဲရလဲပြောလို့ရှိရင်တမိကျမ child support ပဲရနော်သူအခုကလေးចောင်းစရိတ်ကိုတွင်းပေးတယ်ပေါ့နော်တွင်းပေးတာ तू မတွင်းပေးလည်းရတယ်ကျမကိုယ့်ကိုဖန်တီးမှာသူ့ဘာသာ तू ကလေးနဲ့ဒီမှာအဆက်မပြတ်တွေနော်ဒီလိုကျမကသူ့ကိုယတိပြတ်တွေဖြတ်အဲ့တော့ तू ယတိပြတ်မဖြတ်ချင်လို့ဒီအိမ်လာကပေးတယ်လို့ဘာလို့နဲ့ကိုကျမစောက်ကျေးဇူးတင်စရာစောက်ကြောင်းကိုမရှိတာဘာလဲသိလားဘာလို့လဲဆိုတော့ကျမစောက်ကြွေးတွေတော့ तू ကကျမကိုပေးရမယ့်ဟာတွေအများကြီးရှိတယ်ဒီနိုင်ငံရဲ့လောမှာကပေးစရာမလိုအရင်ဘွားကိစ္စတွေအရင်ထားလိုက်ဆိုလဲရတယ်ကျမအဲ့ဆိုမပေးနဲ့ကျမကသူ့ကိုအတင်းကရောတွေမပေးခိုင်းမပေးနဲ့ရတယ်ကျမဘွားကျမဖန်တီးမှာသိလားခါတည်းရဲ့လူတွေကကျမအရင် sensitive ဖြစ်နေလို့လူတွေကထင်နေတာသူ့ဘက်ကလူတွေပေါ့ဗျာသူ့ဘက်ကလူတွေကျမသူနဲ့တောင်မညှိနှိုင်းချင်ဘူးမဟုတ်ဘူးမညှိနှိုင်းချင်တာမဟုတ်ဘူးကျမအများကြီးစိတ်လျှော့ပြီးကလေးပျော်ပါစေတော့ကလေးเจ้าကဆရာမကြီးလည်းအကုန်သိရဲ့အင်းနေတို့သူတို့ go out လုပ်တယ်မလားတော့ရတယ် go out လုပ်အခုလည်းအခု the same house နော်အဲ့တော့အပေါ်တက်အောက်ထက်စောက်စကားကိုမပြောမှသူနဲ့ကအစိမ့်ဒီမှာစောက်ဥပမာဆိုလိုချင်တာဗျာလူညောင်းနေတဲ့အချိန်မှာကျမဟဲ့ဒါလေးလုပ်ရင်ကောင်းမယ်ဆိုတာမဟုတ်ဘူးအရင်စတာနော်အဲ့ဒါအဲ့လိုလာတာအဲ့တော့ကျမရဲ့ဆန္ဒတွေကိုစောက်ဖတ်မလုပ်ခိုင်ရပဲနဲ့အဲ့လိုမဟုတ်ဘူးတွေခန္ဓာကျမသူနဲ့စောက်ဖတ်လို့ဒီစကားမပြောချင်တော့သိလားအဲ့တော့အဲ့တော့လည်းကျမကကဲနောက်ဆုံးညကိုယ့်ကိုပုံဖော်တာကွာကလေးရဲ့ပျော်ရွှင်မှုကိုတော့မှအလေးမထားပေးနိုင်တဲ့သူ့စာမွေးကိစ္စနဲ့ပဲသိရမလားဟိုဖြစ်ပြနေတဲ့ကောင်မလိုပုံဖော်တဲ့ခါကျသူကလေးကမမေမလိုက်ချင်တဲ့နေမေရာတို့ပဲသွားမယ်လို့ပြောပြီးနေတာတော့မှကိုကကဲအဲ့ဆိုလည်းငါလိုက်တော့ဆိုစိတ်မပါလက်မပါနဲ့လိုက်တယ်ကျမကလေသူတို့ကျမတို့3ယောက်ပေါ့အပြည့်ထွက်စားရင်ကျမဘတော်မှသူ့မျက်နှာလည်းမကြည့်ဘူးနော်ထိုင်လို့ဒီလိုတန်းလိုက်ထိုင်တော့ခလေးကအလဲမှာပဲကျမဘတော်မှသူ့ဘေးနားမှာလည်းမထိုင်ဘူးစားနေတောက်နေတဲ့အချိန်မှာလည်းသူ့မျက်ခွက်ကိုကျမမကြည့်ဘူးရှင်ကျမဘတော်မှမကြည့်ရနော်ကျမဘွားထဲမှာသူမရှိတော့ကျမရဲ့ဘေးနေရာမှာအုံနောက်ထဲရောနှလုံးသားထဲရောဘေးနေရာမှာသူမရှိတော့နောက်ဆုံးရုပ်စားဆို2ယောက်အတူတူထမင်းစားဖို့ကြုံနေဆိုတော့မျက်နှာချင်းဆိုင်ထိုင်စားနေရတော့သူပါစားနေတယ်ကျမစိတ်ဝင်စားအောင်သူထမင်းကိုဘလို့စားလဲစိတ်ဝင်စားအောင်ကြည့်ကုန်မကြည့်ရဗျာအဲ့ဒါမကြည့်တာတမန်တော့လောက်တာမဟုတ်ဘူးကျမခေါင်းထဲမှာသူမရှိတော့ဘူးစိတ်ထဲမှာမရှိတော့ဘူးမျက်နှာချင်းတိုင်းထိုင်စားရင်ထိုင်စားနေတယ်ဒါပေမဲ့ကိုမျက်စိရှိကိုတွေးနေတာတွေးနေတာသူစားလားလည်းမကြည့်ဘူးထမင်းလည်းထည့်ပေးစရာမလိုသူလည်းကိုမထည့်ပေးနဲ့ကြိုက်ဘူးကျ
ကျမကိုခုနောက်ပိုင်းအဲ့လိုလာပြီးဒါလေးစောင်းလာပြောတယ်ကျမတိတ်စောင့်နေတတ်တာဘာလို့လဲသိလားကျမသူ့ဘောင်တစ်ခုသတ်မှတ်ထားကျမကိုဟိုလေးစောင်းလာဒါလေးစောင်းလာမမြင်ကျမစကားမပြောချင်ဘူးကျမအဲ့လိုဖြစ်သွားတာကျမအရင်တုန်းကသူ့ကိုအကုန်လုံးနော်စယူစတော့အကုန်လုံးပြီးသူကျမကိုထိုးခဲ့တာတွေအများကြီးပဲရှိအဲ့တော့အဲ့တုန်းကကိုကသူ့ကိုတောင်းဆိုရတယ်ဟဲ့ငါ့ကိုဟင်းထည့်ပေးဖို့လို့ဘာလို့တောင်းဆိုရတော့စကြမိမတမန်ဟောအခုမှလာပြီးအဲ့ဒါတွေလာလို့တော့ it's too late ဗျာစိတ်ဝင်စားတော့အခုတော့လာမထည့်နဲ့တော့စောင်းရမ်း sensitive ဖြစ်သွားပြီကျမဟိုစတယ်လို့နောက်တယ်လို့လဲဟိုစကရောဖွရောတွေလည်းကျမမပြောချင်ဘူးကျမနဲ့သူနဲ့ကြားထဲမှာ no what ဘာမှပြောချင်စောက်ကားအောင်ရှိတာကျမကအခုလို့ဆိုဘာဖြစ်လို့ तू ဘာပြောပြောစောက်နေကြတယ် तू ဘာလောက်စောက်နေကြတယ်စောက်ကျေးဇူးမတင်ဘူးဒါပဲအဲ့လိုဖြစ်အောင်ဘာလုပ်တာလဲ तू လုပ်တာကျမဖြစ်နေမှာမဟုတ်ဘူးနော်အများကြီးပဲအဲ့တော့မလေးအဲ့တော့ဒီမနေ့တွေ့လိုက်ပါတယ် तू နဲ့ခဲသူ့ငယ်လေးတွေကထိန်းပေးထားတယ်အမတယောက်ကအေးကလေးမေကိုလည်းဟာပေါ့နော်တိအေး तू ကလည်းရမှာမဟုတ်ဘူးပေါ့ကျမအောင်ကျမရမှာမဟုတ်ဘူးဆိုကျမနေရာလဲဝင်ခစားပေးုံလေဟမ်ကလေးနှလားသားနဲ့မှာစောက်ခန်းခံနိုင်ရတဲ့အချိန်မှာကျမအိမ်မောနေကျမစောက်ဆန်နဲ့ငါးလာတဲ့အိမ်ပေါ်မှာပုံနေတဲ့အချိန်မှာစောက်ဆန်နဲ့ငါးလာတဲ့အချိန်မှာသူ့အတော်ဖြိုးတီဟာအမေနော်စောက်ဖင်ရပြီးအဲ့ချိန်မှာရံဖြစ်နေရလည်းမဟုတ်ဘူးနော်ဟိုးလွန်ခဲ့တဲ့2ရက်3ရက်ကရံဖြစ်ထားတဲ့ကိစ္စအဲ့ရံဖြစ်တဲ့ကိစ္စလဲကလေးကိစ္စနဲ့ရံဖြစ်တဲ့ကိစ္စကိုစောက်ဩဇာသီးလာတက်ရောက်တာသူများအိမ်ပေါ်သူများအိမ်ပေါ်လာတက်ရောက်ပြီးတော့အမလေးရင်များရံဖြစ်လို့ဆိုပြီးတော့စောက်เจ้าနဲ့ပြောသူကကျမမေလည်းမဟုတ်ကျမအထော်လည်းမဟုတ်ဘူးရှင်းပြောရရင်နော်ကိုရင်ချင်းရံဖြစ်တဲ့ကိစ္စကိုဝင်ပါတယ်ဆိုတော့နင်းသူ့တူဘက်ကနေသူပါလာပြီးတော့သူ့တူပြောတယ်နင်းအဲ့ကောင်မကိုလည်းလိုက်မဆွဲနေတယ်နင်းအဲ့ကောင်မကိုလိုက်ဆွဲလို့အဲ့ကောင်မလူဘာတွေဝနေဆိုဟိုကောင်ကလည်းလိုက်မဆွဲဘူးဒေါ်စကားကိုဖုန်းပုတ်ပြီးတော့နှစ်လကလေးကိုကျမချီပြီးကျမအဲ့အိမ်ကနေဆင်းရနော်နေရင်းနဲ့ဖန်ခိုင်းမှာဆိုလို့ရှင်းပြောတာအဲ့တော့အဲ့ဓာတွေဟာဘတော်မှမပြောက်ဘူးတင်မုံချေလို့မရအောင်နော်အေးတပည့်ပြောတလို့ချီလို့မရအောင်ရှင်ဟေးပါလဲသမီးဟုတ်တယ်အဲ့တော့ဟုတ်တယ်မမေငိုနေလို့သမီးကကူညီပေးတာမမေသိတယ်အခုကတော့သမီးကမလုံနဲ့လေသမီးမကောင်းဖြစ်နေတာအဲ့လိုရှိရဗျာတခါတည်းညရင်လူတွေကလေကျမကပဲအရင် sensitive ဖြစ်ပါတယ်လို့ဆိုတဲ့စကားတွေကိုမပြောပါဘူးသိလားလူတယောက်ကိုစိတ်ကုံသွားတဲ့အခါမှာကျမကစကားကိုမပြောချင်တော့တာကျမဖြစ်နိုင်ရင်ကျမသူ့အကြောင်းနဲ့ကျမ line ပေါ်တက်ပြီးပြောချင်ရှင်းပြောအခုကဘာလို့ပြောလဲဆိုတော့စောက်ပိုတွေလုပ်ပြီးဟိုသူ့ရဲ့ဟို Facebook account မှာစောက်ပိုတွေလုပ်ပြီးသူသားလေးစောက် stress များပြီးတော့မဲ तू ကကလေးနေကောင်းသွားတဲ့အတွက်တော့ကျမကိုကျေးဇူးတင်တယ်အောင်းမလေးစောက်ကျေးဇူးတင်တာဒီကလေးနေကောင်းသွားတဲ့အတွက်ကလေးပဲစောက်ကျေးဇူးကွက်တင်နေရင်အဲ့ဒီအိမ်ကိုစောက်အိမ်ကိုဘောပေးတာဆိုဘဲကောင်မပေးနေလို့ तू ကလူတွေမြင်အမလေးသူ့အိမ်လာကထက်များတဲ့ဟာတွေအတွက် तू စောက် stress များပါတယ်ငါပြောတယ်စောက်တကားကိုငါမှပတ်စံတပြားမှကိုမရှိတာနဲ့တင်ပြီးသွားတဲ့ကောင်ကစောက်တာဝန်ခံမှုတာဝန်ယူမှုမရှိတဲ့ကောင်ကလာပြီးတော့လူတွေမြင်မှာ तू ပဲဒီအိမ်ငါဖို့တော့ကစောက်ဆန်တွေကုန်ထားသလိုတော့ကျမအဲ့နေအော်တာအဲ့တော့ဒီခါတင်ကြကျမကလေဘိုးဝင်လင်းလင်းနေပြောပြီးတော့ကျမဒရာမာတွေမချိုးတတ်ဘူးအဲ့ခါကျတော့လူတွေကသိမှာဟာဒီကောင်ကစောက်စွာမှသိလားရိုင်းလဲအဲ့တော့သူလေးနေသူလိုကောင်မမျိုးသူ့လင်းနဲ့အဲ့ဒါကြောင့်မလို့သူ့လင်းနဲ့လည်းမတက်တာပေါ့လို့လူတွေကထင်မှာအောက်ကနေဟိုကနန်းကြိုက်နေဘူးမှမမြင်ဘူးမလဲသမီးโอเคခဏလေးလူဘာတွေဝါလို့တလားဟယ်လိုစာယူတော့အကြောင်းတွေလည်းကျမမပြောနေသေးတာเนาะဒရာမာတွေချိုးတယ်ဖြစ်မှာဆိုပြောရရင်အများကြီးလူတွေကမသိလို့ဒါလေကိုကိုလေသမီးကသူ့ကိုမရတော့တာ sensitive တွေဖြစ်နေတာ तू ကအကောင်းပြောလဲမရတော့တာ तू အကောင်းပြောတော့မရတာကိုကဘာဖြစ်အမလေးစာယူတဲ့ကျမကိုချိုးထားတာเนาะကျမမှအဲ့ကောင်ထိန်းစော်ညိုတို့တိုက်ခိုက်တာတမျိုးစောက်တန်ကိုအပြင်ကိုမထွက်ရဲဘူးစာယူကြတဲ့က तू ပဲငန်းငန်းတက်လိုချင်လာတယ်ဆိုလို့ကျမတို့ကမင်္ဂလာကိစ္စစီစဉ်တာအေးဒါပေမဲ့မြန်မာနိုင်ငံကိုပြန်ရောက်ပြီးခြေချပြီးဆိုတာနဲ့စောက်ချိုးကပြောင်းသွားပြီးတော့ဘာလို့စောက်ချိုးပြောင်းလဲလို့ပြောရင်မယူခြင်းတလို့ဟိုရွှေ့တယ်လို့ပြောတယ်မင်္ဂလာစိတ်လေ तू စောက်ဆက်တပြားမှမကုန်ထားဘူးလေရှင်းပြောရရင်နော်အတူတူနေဖို့ဆိုပြီးအိမ်ကိုပြောင်းဖို့အတွက်အိမ်ငားထားတဲ့350လေ तू စောက်ဆက်တပြားမှမပါဘူးလေ everything က तू စောက်ဆက်တပြားမှမပါဘူးမင်္ဂလာစိတ်ဒီရောမင်္ဂလာဒီဟာတွေအတွက်လုပ်ဖို့အတွက်အချိန်တွေလူတွေပင်ပန်းပြီးလုပ်ရတဲ့ကိစ္စတွေအကုန်လုံးကလည်းပဲကျမပဲလုပ်ထားတာအဲ့တော့ဘာတန်ဖို့မှ तू နားမလဲတော့အဲ့တော့ကျမအဲ့လိုမျိုးချိုးခံရတာမလေးပြောလို့ရှိရင်လင်ယူထားလို့လင်ယူထားလို့ဆိုပြီးအမှကျမကိုပြောကြသည်အမလေးလင်ယူထားလို့ဘယ်နှကြောင်းဆွဲပြီးဘာလို့အဲ့လိုစနောက်တဲ့မိတ်ဆွေတွေရှိကိုပါကိုလှန်ရိုက်နော်အဲ့လိုမင်္ဂလာဥညဆိုပြီးသူတငယ်ချင်းတွေနဲ့ဟိုရက်မူပြီးသူတငယ်ချင်းတွေကဒီလိုဖတ်လိုက်ရက်လိုက်ကျမကိုလုပ်သေးတာဖတ်လိုက်ရက်လိုက်ဆိုကျမအဲ့လိုဖဲဝိုင်းတွေရက်ဝိုင်းတွေမှာကျမဖက်ရက်ခံရအောင်ကျမစောက်စင်ရဘာစောက်စင်လဲဒီလိုကောင်မျိုးကိုယူလို့ကျမအဲ့လိုအစင်တန်းမျိုးကိုကျမရောက်လာတာလေစဉ်းစားကြည့်ဦး
အိမ်မှာသူ့တငယ်ချင်းတွေကိုအရက်ဝိုင်းလို့ဖို့ခေါ်ရင်ကျမအိမ်မှာအကုန်ပြင်ဆင်ပေးရတယ်ဘာသွားထိုင်ခြင်းလဲဆိုတော့ကျမမှလိုက်ပေးရနောက်ပိုင်းကျကျမမလိုက်နိုင်တော့ဘူးမလိုက်ချင်ဘူးဘာလို့ဒါကျမတိုက်မဟုတ်ဘူးလေကျမဘာထိုင်ရဲတော့ဟိုပြောဒီပြောအဲ့လိုသူ့ငယ်ချင်းတွေကလည်းဒီကောင်ဆောက်ဘောဆိုနေလဲဆောက်ဘောပဲဆောက်ဘောမရဆောက်ဘောပဲဆိုပြီးပြောခံအောင်ကျမကလည်းခွဲစိတ်စီအောင်လေတကယ်ချင်းနဲ့တွေ့နေကျမလေပဲအဲ့လိုတန်းကြီးအောင်သူတို့နဲ့ကျမတို့ငယ်ပေါင်းလည်းမဟုတ်ဘူးအဲ့လိုတွေစောက်ပြောခံပြီးကျမကနာကျင်ခဲ့ရတာအဲ့လိုပြောရင်ကျမကတော့စိတ်ထားရုပ်တဲ့ကောင်မလိုပဲအဲ့ဒီကောင်ပုံဖော်သေးရနင်းနေချင်းတွေပြောတဲ့စကားတွေကငါမခံနိုင်ဘူးတော့ပြောလို့ရှိရင်သူ့ငယ်ချင်းတွေကစတာကိုကျမကစောက်စမ်းတိမခံပြီးလူတွေနဲ့ communication ကောင်းကောင်းမလုပ်နိုင်တဲ့ကောင်မလိုကျမကိုပုံဖော်သေးတာမလေးအဲ့ဒါတွေအတွက်ကိုကျမဘတော်မှပြန်ပြီးလဲစရာစောက်ကြောင်းလည်းမရှိဘူးရှင်းပြောရနော်လူတွေကတခါတည်းကျတော့စောက်ပူတွေတအားပြောအဲ့ဒီကောင်နဲ့ကကျမအခုတော့ကျမအလုပ်ရပြီဆိုတော့ကျမအဲ့ကောင်နဲ့တရားဝင်ကွာရှင်းမှာအဲ့ဒါကိုကျမပြောထားအချိန်ချင်းပြောထားပြီးသားမှာကျမအခုဘာလို့မကွာရှင်းသေးလဲပြောရင်ကျမကအခု focus လုပ်ရမယ်အလုပ်ရဖို့ကိစ္စလေးကျမမှရှိသေးတယ်ဗျာဟုတ်တယ်နော်အဲ့တရားရုံးတဲ့ကိစ္စတွေကျမလုပ်ရလို့ရှိရင်စောက်ဆန်လေးလဲကုန်အောင်မယ်အေးလာမယ်သမီးအဲ့တော့လူတွေကမသိရင်ကျမကမသိပဲနဲ့လေဟာသူ့လင်ကို तू ကမပြတ်နိုင်သူ့လင်ကိုမပြတ်နိုင်အောင်ကျမနဲ့ तू နဲ့အိတ်ဖူးတာနော် sex ပတ်သက်ဖူးတာလက်လေးချောင်းတော့မပြည့်တဲ့ကိစ္စကျမကဘာကိစ္စ तू မပြတ်နိုင်ရမှာပြောကျမတော့တနာမကြီးတာလေကျမပဲရှိချင်းပြောရင်နော်ကျမအခုချိန်ထိကလေးနဲ့ဘာမှမဖောက်မပြန်ပဲကျမနေနေတာချင်းပြောရင်နော်ဒီလင်ယူပြီးခဲ့ဒီကလေးမွေးပြီးဒီကလေးစားပိုက်ကြီးခဲ့ तू နဲ့ကျမနဲ့လင်ကမ်းများကမ်းပြတ်တယ်နော်အဲ့တော့စောက်ပူတွေလူပုံသူကလည်းသူ့အတွက်သူ narcissist ရဲ့ပုံစံတိုင်းသူ့ကိုစောက်ကောင်းမြင်ဖို့လူတွေအတွက်ကိုသူကပြောလိုက်ရတာဒါကြလူဘားတွေလာဝါနာတဲ့လူဘားတွေလာဝါသူ့အမေကအစင်ပြေသွားမှာပါလို့ပြောတယ်လေသူ့အမေအစင်ပြေမှာပြောပါတော့တပတ်လုံးကသူ့သားကဒီအိမ်တောင်နဲ့ပတ်သက်ပြီးတော့ဘာတွေများစောက်ကြီးစောက်ကျယ်တွေလုပ်ပေးဘူးခဲ့ဘူးလို့လေလာလူဘားဝါနေတာသူကပဲ South Stress တက်နေငါပြောလိုက်ရမကောင်းဘူးအဲ့တော့ကျမပြောပြမယ်ဟိုတလောကနော်ဒါကျမအဲ့တေတဲ့လူနဲ့တော့ကျမမပြောချင်နေတယ်သူ့ရဲ့စောက်ချိုးကဘာလဲဆိုတော့ကျမကိုလည်းတင်မောပုံမှာတော့အဲ့ဒါမရမနေနိုင်ငန်းငန်းတက်ဆိုတာ तू night duty ရေးစင်းတဲ့အချိန်မှာ तू ကိုစောက်ဖတ်လို့ပြီးစကားပြောမဲ့လူကကျမကလွဲလို့မရှိဘူးအဲ့မှာတော့ငန်းငန်းတက်အခုဆိုရင် तू စောက်ချင်ကြီးတာတယောက်ပဲရှိဟိုတလောကကျမနဲ့ခင်နေဆိုရင်ညီမလေးတေသွားတဲ့ညီမလေးအဲ့ညီမလေးနဲ့ तू ကညာတိုင်းနီးပါအဲ့မှာအလုပ်ထဲမှာပြောတာအခုဟိုကတော့သူ့ကိုဒီလိုပဲသူတို့လည်းခေါ်ဖို့လုပ်နေတဲ့ခါကျတော့သူနဲ့လိုက်ထိုက်လေးပြောပြီးတော့အမှန်ကတော့ကျမနဲ့ပတ်သက်ပြီးမှစောက်သိရတယ်နော်အဲ့တော့အခု तू ကအဲ့လိုမျိုးလေ तू အခုလောဆယ်မှာသူ့စိတ်ထဲရှိတာအဲ့ညီမလေးလို့ဟာပဲရှိတာကျမကဒါဒီညီမလေးကိုဟာဖြစ်လို့ပြောတာမဟုတ်ဘူးတဘောပြောပြအဲ့တော့သူညဘက်အခု stress များတယ်ဆိုတဲ့ကိစ္စ तू စကားပြောဖို့မရှိတော့လို့ဒါပဲ तू စကားပြောတာ तू ဘယ်သူမှတော့မပြော तू ကဘယ်သူမှမဖွင့်ဘူးဒါပေမဲ့အဲ့ကောင်မလေးကိုတော့ရှင်ဖွင့်နေတယ်ပြောတာပဲအဲ့တော့ဒီကျမစိတ်ထားရုပ်တဲ့ကောင်မဟောပန်းလူသွေးတာတကယ်ပန်းလူသွေးတာစောင်းရမ်းပန်းလူသွေးတာမသိမဟုတ်ကျမပုံမှန်ဆိုသူပါရင်းတင်ဘာမှကျမစောက်တော့မှမပြောကိုတလောဆိုလေကျမဝင်ပြီးတော့လူတွေကကျမတို့ဟာတာနေနဲ့ငါတပုံဖြုတ်လို့ပြောတာဟာတာနေတဲ့တောင်ပြန်ရေးကြတယ်အမှန်တကယ်ကျမသူ့ကိုစောက်စကားပြောနေတာတွေကကြားလာပြီငါပုံနေဓာတ်ပုံတွေတင်နေနော်လူတွေကသိရင် तू ကလူတွေကိုဘယ်လိုပုံဖော်တာလဲဆိုတော့ဖခင်ကောင်းဖြစ်တယ်ပေါ့မိမစိတ်ဆိုးနေလို့ဒီမိမကိုအေးလာဒီသမီးဒီမိမကိုပြန်ချော့ချင်တာယောက်ျားဘက်ကတော့ပြန်ချော့ချင်ပြီးပို့စီကိုမိမကိုပြန်ပိုးနေရတဲ့စောက်ချိုးမျိုးအမှန်မဟုတ်ဘူးစောက်ဆန်ရဖို့အတွက်เนาะရှင်းရှင်းပြောရင် Facebook မှာစောက်ဆန်ရကျွန်တော်တို့ပြောနေမပကိစ္စငါပုံနေတင်ပြီးတော့မဟုတ်က Facebook မှာနေအဲ့လိုရေးရတယ်ပတ်စံရတယ်ဟာအဲ့ဒါသူ့ပတ်စက်ကပြောတဲ့စကားနော်ဘယ်သူများတွေထင်တယ်လို့ယောက်ျားကပြန်ပိုးပန်းဖို့စူးစမ်းနေပြီးမိမကမူနေတာတို့မိမဆန်းဆန်းတင်မခံဖြစ်နေတာတို့မဟုတ်ဘူးနော်ဟေးလူတွေကမသိအဲ့တော့ဟိုကျမလေကျမလောက် social media သုံးတဲ့လူကကျမပဲဒါပေမဲ့ကျမ social media မှာသုံးတာကျမဟန်တော့မသုံးအရှိတိုင်းပဲကျမစိတ်ဆင်းရဲနေစိတ်ဆင်းရဲတာကိုလူတွေသိတယ်ပျော်နေပျော်တဲ့ဟာကိုလူတွေသိတယ်နော်ဝမ်းနေဝမ်းနေတဲ့ဟာလူသိတယ်ကျမကိုဘာလုပ်လို့လူတွေသိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာလူတွေကအဲ့လို social media ကိုသူတို့မဟုတ်ကလို့ပုံစံမျိုးနဲ့တကယ်မဖြစ်တဲ့ဟာမျိုးဟန်ဆောင်ပြတဲ့ဟာမျိုးကိုသိရချိန်မှာကျမတိတ်လေးစိတ်ကုန်သွားတာ social media အော်ငါ social influencer လည်းဖြစ်ခဲ့တယ်နော်ဘာလို့ဘာလို့အမှန်တိုင်းတွေကချပြတယ်ဒါလေ social media ကအဲ့လိုမျိုးအမှန်တိုင်းတွေချပြတဲ့လူကမကောင်းဟန်လေးဆောင်ပြပြနာပညာရှိလို့လေးဟန်ဆောင်စိတ်ထဲမှာတည်းမဟုတ်ကိုပဲအကောင်ပန်းလူတွေသွေးမှာပဲလူတွေကယုံကြတာဆိုတော့သူကအခုအဲ့လိုမျိုးနော်အဲ့တော့လူတွေကလေအမေလင်ကောင်းမှာဖခင်ကောင်းမှာသူကသူဖခင်ကောင်းဆိုတာက
အခုမှဖခင်ကောင်းဖြစ်ဖို့ကြိုးစားတာနော်သူ့ကိုဒီအိမ်ကနေကံမခချခင်ချိန်တည်းကကလေးအတွက်ကိုဖခင်ကောင်းနေရမှာကျွန်မလုံးဝမတတ်မထားဘူးအခုမှသာကလေးနဲ့5-6လလောက်လုံးဝပေးမတွေ့ပဲနဲ့ကျွန်မလှုပ်လိုက်လို့မှစောက်ချိုးနဲနဲလေးပြောင်းသွားတာစောက်ချိုးနဲနဲလေးပြောင်းသွားတာအစားတော့ဆိုကလေးကသူ့ကိုသတိရလို့ဖုန်းဆက်ခိုင်းတာတော့သူ့တငယ်ချင်းတွေနဲ့ဖုန်းပြောနေလို့ကျမတို့စကရင်ရှော့ပုံငါပြောနေတယ်ပေါ့အဲ့တော့ကလေးကငိုနေလို့ငါစက်တိုက်ခေါ်နေတာဆိုတော့ပြန်ဆက်ဖို့မရအောင်ပြီးရင်အဲ့ကျမစိတ်တွေဆိုးပြောတာပေါ့နင်ကိုကလေးကို fuck you ကလေးကတခြားလူနဲ့ဖုန်းပြောရင်ကျမကိုစောက်ဖတ်မလုပ်ဘူးနော်ကျမဘလောက်ပဲခေါ်နေအေးလာပြီသမီးကျမကိုဘလောက်ပဲဖုန်းခေါ်နေပြီလေကျမကိုဘတော်မှ priority မှာမထားတာသူဟိုဘက်မှာပြောနေတဲ့စောက်စကားတွေကဘလောက်ရေးကြီးတယ်တော့မသိဘူးကျမကိုအဲ့လိုနေရာမှာထားတာအဲ့ကျမပြောတယ်ငါ့ကိုအဲ့နေရာမှာထားတာလို့ငါလက်ခံတယ်ဒါပေမဲ့နေမွေးရတဲ့နေသားသမီးကိုတော့ဒီဘက်မှာကျမ share တော့မှနေနေတဲ့အချိန်မှာဖုန်းကြိုက်တယ်နေဟုတ်ဘူးလား तू ပြောနေတဲ့စောက်စကားတွေကဘာတွေနဲ့စောက်ရေးကြီးနေလို့လဲအဲ့ဒါမကင်တော့ကျမပြောတော့ကျမကိုဒီလိုဆေးလေးကိုဒီလိုတောက်ပြရင်ဖွင့်ပေးမယ်နော်မီးဖွင့်ပေးမယ်မီးဖွင့်ပေးမှမျက်နှာကိုမြင်တော့လို့ပြီးပြီလားလူတယောက်ဘယ်လောက်ဒေါသပြောကျမကဒေါသနဲ့ပြောတာနင်သားသမီးကိုတော့မှနင်ဒီလောက်တောင်မှဟမ်ကိုသားသမီး share တော့ခွဲထက်နေတာတဲ့ကလေးအမေနဲ့ကလေးနဲ့ဖုန်းခဏခဏခေါ်ရင်ကလေးမြန်ဘာဖြစ်လဲဆိုတဲ့အသိစိတ်ဓာတ်မရှိဘဲနဲ့ဒီမှာဖုန်းပြောနေတာငါဖုန်းပြောနေမှာအားဆိုတဲ့ပုံစံ screenshot ရေးပို့တယ်အဲ့တော့အဲ့ဒါလေးတော့ဖုန်းချလေချပြီးကျမကိုခေါ်ကျမကဒီမှာကလေးကိုစက်တိုက်ပြီးဖုန်းခေါ်တဲ့အချိန်ကျမတို့က secret ကိုဒီလိုထုတ်ပြီးတော့ဒါပြောနေမျက်လုံးကြည့်နော်ကျမဒေါသထွက်နေတော့သူကအေးဆေးပဲပေါ့သူကသူခမ်းအဖြစ်ဆုံးလူသားလူတယောက်ကသူ့ကိုဒေါသထွက်နေတော့ဆဲကြီးတိုင်းထွာနေတော့သူ့ကိုသူတင်ငိမ်တော့လူဆိုတဲ့စောက်ထားမျိုးဖမ်းပြီးတော့သမီးခဏလေးပြီးပြီလားမင်းပြောချင်တာပြီးပြီလားဟုတ်တယ်မင်းဖြစ်ချင်မှာဘယ်တော့မှဖုန်းဆက်ဟမ်နောက်ဒါမျိုးမဖြစ်ချင်ငါ့ကိုဘယ်တော့မှဖုန်းမဆက်နဲ့အဲ့တော့ကျမအဲ့ချိန်မှာဖုန်းဆက်နေတာသူ့ကိုကြိုက်လုံးအားကြည့်လို့သူနဲ့ဆက်သွယ်ချင်းလုံးအားကြည့်လို့ဖုန်းဆက်နေရလားကလေးကဖေးနဲ့ပြောချင်တယ်ဆိုကျမဖုန်းဆက်ပြရလေကလေးကကျမပေါင်ပေါ်မှာထိုင်နေတာကိုကျမကိုအဲ့ဆောက်ခွက်နဲ့ပြောတာအဲ့ဒါတွေကဘတော်မှမမေ့လေလားအဲ့တော့လူတယောက်ကိုဆက်ခါနောင်ပြောတယ်ဆိုတွေကအဲ့ဒီပြုတ်အဲ့ဒါသူ့ကိုသူ့ထဲမှာထင်တာဟိုဘက်ကဘလောက်ဒေါသထွက်နေပြီဘလောက်ပဲသူ့စိတ်တိုင်းခါနေပါစေငါကကိုခမ်းအရှိဆုံးလူသားငါကတွေးအေးဆုံးလူသားအဲ့ဒါကိုသူ့ကိုသူပညာရှိလို့သူကသဘောထားတယ်ပြီးရင်စကားလေးကိုခေါင်းတော့ပြောရင်ဟိုဘက်ကဆက်ခါသွားစီရမှာအဲ့ဒါသူ့ကိုသူပညာရှိလို့ထင်းနေတာအဲ့သူ့မဟာဗျူဟာအဲ့တိုင်းပဲဟုတ်တယ်ကျမပောက်ခွဲကျမအခုပောက်ခွဲရမို့ပြောပြတာကျမကိုလေဒီကောင်မဒီလောက်ဇိုင်းနေမလို့တော့ကျမကိုဒီလိုစေကျမမွေးခဲ့တဲ့ဒီဆိုင်မဟုတ်ဘူးရှင်ကျမသူ့ကိုအများကြီးကောင်းပေးခဲ့တယ်ကျမချစ်ပေးခဲ့တယ်နော်စောင့်ရမ်းချစ်ပေးခဲ့တော်လူသားမျိုးဒါပေမဲ့ကျမကိုဒီလိုပုံစံမျိုးမိမရိုင်းလို့ဖြစ်သွားအောင်တင်းလောက်တာကျမအဲ့လောက်ငရိုင်းဆိုင်မှမဟုတ်ဘာတွေဝါတာဗောနော်ဒီဘာတွေဝါတာအဲ့တော့ကျမဘက်က feeling ကိုကျမပဲသိတယ်နော်စောက်ပူတွေလုပ်ပြီးတော့စောက်ပူတွေလုပ်ပြီးတော့ဟာဒီဘုဒ္ဓရဲ့ရှော်ထားပြီးတော့ကျမ dryer လည်းမဟုတ်နိုင်ဟုတ်လည်းမနာနိုင်ဒီတဲ့ဝတ်တဲ့ပုံလေးဟုတ်ကိုလောက်ရတာကိုပဲသိဟမ်ဒီတစ်ပတ်ပြန်လာတယ်အဲ့တစ်ပတ်မှာသူကလေးចောင်းပို့လာရဲ့ကလေးတော့စားကြခဲ့တာတွေ့သူဘာလုပ်နိုင်လို့လဲဘာလုပ်နိုင်လို့လဲပြောဘာမှန်းလုပ်ပေးနိုင်လို့လဲစောက်ပူတွေကကျမတို့ညလေကလေးတစ်ဖက်နဲ့စာဖတ်ပြီးစောက်စာမွဲတွေခရယူလောင်ခါသွားမှုရောဒီမှာရောက်စားကြခဲ့ကလေးရော sorry ရော sorry အဲ့လိုရှိရဲ့ဒီမှာစိတ်ကိုအချိန်ကြီးတရားတော့အော်ဆိုတော့ဆက်မပြောမပြီးသေးဘူးတနင်္ဂနွေဟိုရောက်ဒီရောက်နေကျမအောင်မသိရင်လည်းစိတ်ကဟိုအောက်ပါလဲဟို idea တော့ဟိုပါလဲကျမရဲ့ဟာစိတ်ကြီးဟိုပြေးဒီကျမစိတ် stable မဖြစ်တဲ့လူတို့ဆက်ပြောခံရအောင်နော်ရှင်းပြောရရင်ဟုတ်လားအဲ့တော့မလိုက်ချင်ပါဘူးဆိုတော့ hot pot ကိုခေါ်သွားပြီးတော့နားထောင်ကျမကသူနဲ့စကားပြောကျမပေါ့ကိုအေးစေးနေတာပြန်မဲဆိုတော့ပြန်တော့ခလေးကမမေးတဲ့ ice cream စားချင်တယ် ice cream မရှိဘူးမရှိတဲ့ခါကျတော့ okay okay ပြီးရရတယ်မြင်ပြလိုက်တာ okay မမေ
โอเคမေမေလို့ပြောတယ်အဲ့ချိန်မှာကားထဲမှာတွေ့တယ်ဒီလိုကွာဒီလိုကြက်ဥခေါက်မုံလိုမျိုးအလိတ်ကလေးအဲ့ဒီ roll လေးကိုသူက snack လေးကိုတွေ့တော့မေမေတဲ့ဟုတ်တယ်โอเคလို့ပြောလိုက်တယ်ကလေးကအဲ့ဒီသမီးအောက်ကသမီးချက်6ကလေးတစ်ခုစုလုပ်ထားပါအောင်လားအဲ့တော့ဗျာအဲ့ချိန်မှာကလေးကကားရဲ snack ထုတ်ပြီးတစ်ခုเนาะကျမအများနဲ့ကားကိုယ်တိုင်မောင်းတာအေးကျမကားမောင်းရင်လည်းအများတန်းလေကျမကားပါကင်စုပ်လို့ဆိုတာမင်းကားမောင်းတာဘလို့ဖြစ်တယ်သူများကိုစောက်ရဲဆရာကြီးလုပ်တယ်ကွာသူများကိုစောက်ရဲဆရာကြီးလုပ်ကားမောင်းနေတဲ့လူ stress မတက်တက်အောင်ကားထိုးရင်မင်းကဘာလို့ခေါင်းနဲ့ထိုးတယ်ဖေးနဲ့ထိုးလीအဲ့တော့အော်ကိုပြန်ထုတ်တယ်ဖေးနဲ့ထိုးဖို့ကြိုးစားတယ်ပြီးရင်တခါကားကိုမင်းကခေါင်းအဲ့လိုမခောက်ထားရင်ဘလို့လုပ်လို့သူပဲတိသူပဲတက်သူပဲစောက်ဆရာကြီးဒါတော့ तू ကျမကိုကားမောင်းတင်မိကြတာမဟုတ်ဘူးအဲ့လိုကွာ तू ကားမောင်းရင်ကျမဘာမှမပြောဘူးအဲ့တော့ तू စိတ်ထဲမှာ तू ကားမောင်းရင်ကျမဘာမှမပြောချင်းက तू ဆောင်ရဲမှန်နေလို့ तू ထင်နေမှာလူဘာတွေဝေါ်လိုက်တာအဲ့ဒါကျမကလေအဲ့တော့အဲ့ဒါလည်းကလေးက तू စားမယ်တဲ့ तू ဒီလိုကြောက်ခောက်မလို့စနက်ကလေးစားမယ်ဆိုတဲ့ဟာကိုစီကန်းကိုအခါကျမှအသေးတန်ချစ်ပြလိုက်တာနော်ကျမကစာမွဲနဲ့ကလေးငိုတန်လည်းမကြားနိုင်ဘူးကလေးကြီးကြတဲ့အတန်လည်းမကြားနိုင်ဘူးPPO သမီး ice cream စားဆိုသမီးဒီဟာလေးစားတော့မမေရဲ့ရတစ်ခုပဲစားမှာတဲ့ထဲမှာကွာ၄ချောင်းလောက်ပါမယ်ပေါ့ကွာတစ်ခုပဲစားမှာဆိုတော့သမီးလေးစားလို့လုပ်လို့စီသူ့ဖေကချက်ချင်း no သမီးမစားနဲ့တဲ့သမီးဒါစားရင်သမီးကုန်အောင်လည်းမဟုတ်ဘူးတဲ့မနေ့ကကြမှာတဲ့ morning tea အနေနဲ့ထည့်အဲ့ဆိုကလေးကမမေရရဒါလေးတစ်ခုပဲစားချင်တော့အဲ့တော့ကိုကအကျဲတွေမဖြစ်ခင်မှာကိုကဝင်ပြောလိုက်တာသူ့ဟဲ့ကျွေးလိုက်ပါညာပြောရလည်းမဟုတ်ကလေးကိုဒီတစ်ခုလေးကျွေးလိုက်ပြီးတော့၃ခုကျန်တဲ့ဟာကိုအခုဒီသူ့ plastic လေးနဲ့ပဲ wrap လုပ်ထားအိမ်ရောက်လို့ရှိရင် plastic တစ်ခုထဲကိုပြန်ထည့်ပြီးစီးထားလိုက်လို့ရှိရင်လေမတက်လက်ဘူးမပြော့ဘူးမနေ့ကကြရင်အဲ့ဒါထည့်ပေးလို့လည်းရတယ်ပေါ့ကိုကအဲ့ဒါလေးပြောတာအဲ့ဒါငါပြောတာနော်သူများရှိဆိုရင်တော့စောက်ရဲမခုတ်တတ်ကြောင်ကျမပြောသမျှဆိုသမျှကိုသူကတီးခတ်နေတဲ့ပုံစံမျိုးပေါက်ပြီးတော့ကျမကောင်းမောင်းနေတဲ့အချိန်မှာအေးတဲ့အတားပဲမင်းဆုံးမနေတဲ့အချိန်မင်းစီကန်းလုပ်နေတဲ့အချိန်ငါဝင်ပြောလို့ကတော့ငါ့ကိုနှစ်ပြားမတက်အောင်ပြောမှာအခုဘာကြတော့ဟဲ့ငါအခုကနေစီကန်တက်မှတ်နေတဲ့အချိန်ကိုကပြရပြလောက်တာလည်းမဟုတ်ဘူးနေတော့နှစ်ယောက်ကိုအစင်ပြေအောင်ငါကြားရတခုကလေးစားခြင်းတဲ့တခုလေးကိုဒါလေးကျွေးလိုက်ပါပြောတာအဲ့ဒါကလေးကြီးမကြခင်မှာကိုကအချိန်မီဟန်တာလိုက်တဲ့ကိစ္စကိုသူ့ကိုကြားရနဲ့လွတ်ပါတယ်ဆိုပြီးကျမကိုပက်ဆက်ပြောတော့ကျမအဲ့မှာစောက်ဒေါသတွေထွက်ပြီးတော့ဒေါသတွေထွက်ပြီးဒါတော့ကလေးကိုကျမကိုပါသိလားသူလို့ရင်အကောင်းပေါ့ကျမလို့ရင်အကောင်းပေါ့သူသာလို့ရင်သူ့ကိုနှစ်ပြားမတန်အောင်ပြောမှဆိုပြီးကျမကိုအဲ့လိုတာနဲ့နာနှက်လိုက်တဲ့ချိန်မှာကျမစောက်ဒေါသမတရားထွက်သွားပြီးတော့နေဒီကလေးကိစ္စကိုဒါတော့ကလေးကိုဘာရေးကြီးခွင့်ချက်ပြီးဖြစ်နေရလဲတခုပေးလိုက်ရင်ကလေးလက်စိတ်ကြီးတော့နားကြီးတဲ့တက်တာပါဗျာအဲ့ဒါကိုဘာလို့စက်ပြဿနာဖြစ်ချင်ရဆိုတော့ကျမဒေါသတွေထွက်ပြီးအော်လာကားမောင်းရင်းနဲ့အဲ့အော်တဲ့ခါကျတော့ဘာလုပ်တယ်မှတ်လဲသူများမြင်ရင်တော့နော်သူများမမြင်နိုင်တဲ့အချိန်မျိုးမှာကျတော့ तू ကမသိရင်ဒါလို့စကားကိုပြန်မပြောသူများတွေမြင်တော့သူပြောသမျှကိုဟိုကောင်းခံရတာတော့စောက်လူဆိုးမှကျမအဲ့မှာကျမကိုဘာပြောလဲဆိုတော့ကျမနဲ့ပြောလို့ပြဿနာတက်တာ။အဲ့ဒီမုံထုတ်ကိုအလောက်တောင်ဖြစ်နေတာသူ့လဲကြတော့ဘာဖြစ်တော့ကလေးကိုအဲ့ဒီမုံထုတ်ကိုဝတ်ဆိုစောင့်ပေးလိုက်တာ။ပြော။ဆိုင်ကွာလားကာချူတာရဖေဖေရပြောတယ်မမီရရှိကိုချူနေတာဖေဖေရပြောတယ်နောက်ချူဟွန်တီးတယ်မမေတို့ဟိုမှာနောက်မှထိတော့မယ်ဆိုဟွန်တီးတယ် तू ကကားကောင်လည်းမကြည့်ပေးဘူးမမေကိုတိုင်းမိမှာဆိုလို့ကြားလိုက်တယ်ကွဲသွားတယ်ဆောက်ဆရာလို့ဖို့ပဲတိုက်တာမကြည့်သေးဘူးသူများအဲ့တော့လည်းအဲ့လိုပဲအဲ့ဒါကလေးကိုအဲ့ဒီမုံထုတ်ကိုစောင့်ပြီးရော့ကိုအဲ့လိုလုပ်ပြီးလိုက်တာမုံထုတ်ရဲ့ကြေသွားတဲ့အတန်နဲ့ကလေးကိုစောင့်ပြီးတော့ကလေးကအမှဖတ်နေတယ်အဲ့တော့ तू ကအဲ့ဒါကြီးကအရင် very clear story ကိုကျမအော်လို့ကလေးကငိုပါတယ်တဲ့ကျမကိုဆွတ်ပြောသေးတာတော့ပြောသေးတာဟာကျမမပတ်သက်ချင်တော့ဗျာလူတွေကလေ
လူတွေကလေလူတွေရဲ့အနေထားကဘာလဲဆိုတော့ကျမဒီကောင်နဲ့တရားဝင်မကွာရှင်းမချင်းကျမဒီကောင်မပြတ်နိုင်တဲ့လူကျမမပြတ်နိုင်လေနဲ့ပြောနေတဲ့လူတို့ထင်မယ်ကျမမပြတ်လို့မရတဲ့အနေထားတွေရှိနေပြီလို့ရှင်းပြောရရင်ကျမအခုအိမ်ငားတာတော့ဒင်းစောက်နေတယ်မပါလို့မရဘာလို့လဲဒင်းကစောက်ရကြီးကျယ်နေတာမဟုတ်ဒင်းစောက်လို့ရှိလို့ဒင်းကစောက်လို့ရှိလို့အိမ်ငားလို့ရနေပြီကျမစောက်လို့မရှိလို့အိမ်ငားလို့မရဒါပဲရှင်းလေးကျမကိုစောက်လူဘာတွေထောက်ရလာမယ်ဆိုတော့ကျမအခုစင်စဲအခုငားရတဲ့အိမ်နဲ့စောက်သဘောရှုံးရင်ရှုံးပြီးကျမ share တော့မှာပဲသမီးနဲ့သွားနေမှာစောက်လူဘာတွေလာမောနဲ့ဒီအိမ်မှာတော့ကလည်းကျမသူ့ကိုပြက်ခါခါတွေကျမလုပ်ပြီးကလေးနဲ့တော့မပတ်သက်ရပဲဖြစ်သွားမယ်အဲ့ကောင်လူဘာတွေရောက်သွားတာအခုမသိရင်မဟုတ်ပါကျမပုံမှန်ဆိုသူ့စောက်ကောက်နေကျမမကြည့်နေဘူးနော် follow လည်းမလုပ်ထားဘူးရှင်းပြောရရင်ကျမဟိုတလောကပုံပြောင်းခိုင်းတာတော့ကျမပြောင်းခိုင်းမှာဆိုလို့ comment တွေကိုပိတ်ထားတာကျမ comment ရေးလို့မရအောင် comment ရေးလို့မရအောင်လုပ်ထားလို့ကျမ share ပြီးတော့ငါပုံဆိုဖြတ်ခိုင်းမှာစောက်ပူတွေလူတွေမြင်မှာမသိရင် तू ကပဲဟိုပြန်ပြေးလေအောင်ကလေးမျက်နှာနဲ့ပြေးလေလှုပ်ပေးနေတာနဲ့ကျမကစောက်ဆိုးပုံပေါ်လာဟမ်ကျမကပဲဆက်ဆက်ခါနေတယ်လို့ပုံစံမျိုးဖြစ်နေကျမဆက်ဆက်ခါရတဲ့အကြောင်းရင်းတွေကျမရှိတယ်အော် parenting မှာလည်း same page မှာမရှိတော့ဒီကလေးကအခုမီယာဆိုရင်နော်မီယာဆိုအခုကြီးလာပြီကြီးလာတဲ့အလျောက်လည်းပြောစကားဆိုစကားနားမထောင်တာလေးရှိရဲ့ကြီးကြလိုက်ရဲ့အဲ့ဒါတွေကမိဘနှစ်ယောက်ရဲ့ consistency မဖြစ်တဲ့ကြားထဲမှာကျမကပြင်မှန်းတာသူ့ဖေပြန်သွားပြီးတပတ်ဆိုရင်ကျမအမကလေးနဲ့ကဒီလီနေလောက်ပါပြီ struggling နေလောက်ပါပြီ तू ကအမကလေးကိုပြန်လာတဲ့အပတ်ဆိုမတရားတွေဖြက်စီးထားတာအပြင်ကိုပဲထွက်စားတာတခုခုဆိုကလေးကြီးကြတာနဲ့ကလေးအငိုမခံမဲ့ကလေးကိုဘတ်ဆိုလုံးချလိုက်တာအဲ့ဒါတွေကကျမမြင်တာမဟုတ်နော်သူများတွေပြန်ပြောတာအဲ့တော့မီယာတဖြည်းဖြည်းနဲ့သိလားအဲ့လိုမျိုးငါလုပ်ရင်ရတယ်ငါတစ်ချက်လောက်အင်းဆိုလုပ်လိုက်တာနဲ့အကုန်ဖြည့်စည်းပေးတယ်ဆိုတော့ mindset ကြီးဝင်သွားတယ်တင်းအဲ့ဒါသူပြန်သွားတဲ့တပတ်ဆိုကျမကလေးနဲ့ struggle လေးလုပ်ရပြီသိလားကျမမမောလို့အဲ့လိုတွေရှင်အပြီးရင် तू ကစောက်ဟိုမနက်တိုင်းတက်ပြနေသေးတယ်လောကမှာ तू မီယာကိုသူ့ကဘာမှာအချစ်ဆုံးဆိုသူ့ထက်ကျမကဒီကလေးကိုပိုချစ်တယ်ဟမ်စောက်ချစ်ဆုံးလာပြောတာဒီကလေးကိုတင်ကြားဖို့အတွက်ဘာတက်မြောက်ဖို့ तू ဘာလုပ်ဘူးလဲ ABCD ကစ तू တင်ဖို့ဘူးလားစောက်ပုံအားပြောတာကျမဟိုအဲ့လိုပြောလို့ကလေးကိုဟွာဖြစ်အောင်ပြောတာတော့မဟုတ်ဘူးသူကလေးသူ့ဟာသူဟမ်ရှေးဆောင်လမ်းပြမိဘကလေးနဲ့နေပြရမယ်အဲ့ဒါကလေးကိုစောက်ဆေးလိတ်ထုတ်ဝယ်လေကလေးကိုခေါ်သွားတယ်စဉ်းစားလေသမီးမိန်းကလေးသမီးမိန်းကလေးကိုဆေးကိုခေါ်သွားတယ်ပြီးရင် तू ကကလေးနဲ့က तू စောက်ဘီယာတွေညတိုင်းတောက်ပြီးအဲ့ဘီယာတောက်ပြီးစောက်ကလေးကို तू နဲ့အတူတူအိတ်ချင်တယ်စဉ်းစားလေပြောလိုက်ရင်အဲ့ဒါကိုအိတ်ဘူးလို့ပြောတဲ့ခါကျဘီယာအရက်မဟုတ်ဘူးတဲ့ဟမ်ကလေးသမီးမိန်းကလေးကို तू နဲ့ကျမဒီဘီယာတွေတောက်တော့ငါကလေးကိုနင်းနဲ့ပေးအိတ်ဘူးပြောတဲ့ကိစ္စကိုပါဖခြင်းနဲ့ရောက်ဘူးခွဲတယ်တဲ့အောင်မလေးခွဲတယ်တဲ့ကိုယ်ခွဲတယ်တို့ဘာလို့လဲလုပ်သေးတာအဲ့ဒါတော့ကျမသူ့ကိုကလေးနဲ့ပေးတယ်ဆိုတော့ကိစ္စသူ့ကိုအိမ်မောနဲ့9လလောက်ကန်ချပြီးတော့မှကလေးကလည်းသူ့ဖေဟိုဟာဖြစ်တယ်ဆိုတော့ကျမပေးတာစောက်ချိုးရမပြေတော့ခုနောက်ပိုင်းဆိုတော့ပေးမအိတ်တော့ဘူးပြောတာကိုကျမကလေးနဲ့သူနဲ့ကိုတွေးခွဲပါလေပေါ့လေမဟုတ်ဘူးအဲ့ကောင်ကမြင်ရတော့သူနဲ့ကျမနဲ့စီတရားရုံးမှာစကားအေးဆေးပြောပြီးတော့ရတယ်ကလေးကိုဘယ်သူရမလဲဆိုတဲ့ဟာမျိုးလူရတော့မယ်ပုံစံမျိုးကိုဖြစ်တယ်သူကလူကစောက်ရမ်းနေကွာနည်းနည်းများနေပေါ့နော်စောက်ရမ်းများနေဒီကတီးခန့်နေဒီစောက်ရမ်းများသူကောင်းအသိရင်ခုလဲလာပြီးတော့အိမ်ကိစ္စအတွက်ကိုပေးရမယ်ပတ်စံသူ့လာစာထက်များတယ်ဘာလို့စောက်သူ့လာစာထက်များလိုက်တာပြောမှာသူ့လာစာထက်များတယ်ဆိုတော့ဘာလဲမသိရင်ဘာလဲဒီစောက်ဘောမိုးတဲ့ဘူး9400ပတ်စံသူပေးထားသလိုလူတွေကိုအောင်မလေးစောက်ဖင်ကလာရားတယ်စောက်ပင်တော့ရားတာစောက်ပင်တော့ရားတာဘာတွေဝါနေအားရမှာတော့သူတောင်းမှားခဲ့ရပါတော့ကျမတို့ကတောင်းတဲ့တောင်းမတွေးတဲ့လူသားမျိုးတွေရှင်းပြောရအောင်ဘောကမတွေးတဲ့လူသားမျိုးတွေဒါပေမဲ့ကျမအစတုန်းကကျမရဲ့သဘောထားတွေအဲ့လောက်မဆိုဘူးဒါပေမဲ့ကျမသူ့ပေါ်သဘောထားဆက်ဆံရေးတွေဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုအဲ့ဒါသူလုပ်ခဲ့တာကျမလုပ်ခဲ့တာမဟုတ်ဘူးကျမလုပ်ခဲ့တာမဟုတ်ဘူးစောက်ဒေါသတွေထွက်တယ်မကြီးအိမ်မှာဆိုလဲပွားနေကျမလုပ်ရတာအကုန်လုံးကလေးစီမှာဘီယာဆေးလေးတောက်တာလုံးဝမလုပ်သေးဘူးလုံးနာပဲလေကလေးကိုမကြီးကလေးကိုကျမစာမွေးတော့ဆိုလေကလေးကိုသူဆေးလေးတောက်ချင်ရင်အဲ့ဘီဘီတူတူဆိုပြီးဖွင့်ပြခဲ့တာကျမကလေးကိုကနေ့ကိုမိနစ်20ထပ်ပို့ပြီးမပြအောင်ဒါပေမဲ့ तू ကကနေ့ကိုကလေးကို3ခါလောက်ပြဘာလို့ဆို तू စောက်ချိန်ရဖို့နေတယ်သူ့အတွက်ကအဲ့ဒီဆေးလေးကဘိန်းဆဲတယ်လို့ဆွဲနေတာအဲ့ဒီကလေး तू ဆေးလေးတောက်ဖို့အချိန်ရဖို့အတွက်ကိုကလေးကိုအမှထိုင်းပိုင်းတစ်ပိတ်ကြည့်ခဲ့တာအဲ့လိုစောက်စီးကန်နေအကုန်ပြက်တာ
အဲ့တော့သူပြန်သွားပြီးကျမကလေးနဲ့ soft struggle လုပ်ရပြီးအပြေမှာကျမပြောတယ်ကလေးကိုအပြေမှာထွက်စားတဲ့အချိန်ကျရင်ဘတော်မှ baby တူတူတွေပြပြီးမကြွေးပြီးမစားနဲ့ဆိုတော့ကလေးကိုအမြဲတမ်းခိုးကြွေးတယ်ဘာလို့လဲဆိုတော့ကလေးကအပြေမှာနေဖို့ကလေးကဆို तू မဟန်တယ်မလုပ်နိုင်ဘူးလေဒီကလေးကိုအဲ့တော့ပြပြီးမှစားတာအဲ့လိုအဲ့ကျမဘတော်မှဒီကလေးနဲ့ပြန်ထွက်တယ်အပြေမှာ तू ဘတော်မှကျမမပေးဘူးမေ baby တူတူကြမရအောင်လို့အဲ့ဒါကြောင့် तू ပြောဖေဖေနဲ့ပေးကြည့်တယ်အေးနေ့ဖေကအဲ့စကားပြောမယ်လို့မုံဆွဲဝတ်တွေတိတ်မုန်းတာပဲဗျာကျမဘွားမှာတကယ်ဒီကောင်းတော့ကျမလေအဲ့သူ့ဖေကိုလေမုန်းတယ်ဆိုတော့ဗတိစိတ်အောင်ကျမတောတာပဲချက်ချင်းဖြစ်တယ်နော်ဘာလို့လဲသိလားကျမမုန်းနေတဲ့အမုန်းတရားတွေကတအားဆက်မှန်လုံးဝကြည့်လို့အဲ့ဒါကိုမုန်းလိုက်တာဗတိစိတ်အောင်ကျမချက်ချင်းတောတာပဲဖြစ်တယ်အဲ့လောက်ထိကိုကျမဖြစ်နေအိမ်မှာအခု तू ကမသိရင်စောက်အိမ်ပြောင်းမယ်စောက်ဆွဲကျမလောက်ပင်မန်းတာရှိအောင်လားပွားနာပဲကျမဆိုမပြောချင်တော့ကျမလေကလေးကလည်းဖွာကလေးကလေသူ့ဆိုတော်စီကတ်ရှိတော့ကျမပြုစုပေးဆောင်လာတဲ့အရာတွေအကုန်လုံးကလေသဲတဲ့ဟိုမှာရေးသွန်းနော်ကျမဒီစာတစ်နှစ်ခွဲလောက်ဖတ်လိုက်တယ်နန်နီနဲ့ထားတယ်သူ့ဖေလာထိမ့်ပေးတယ်အဲ့ဒီဟာတွေလောက်လိုက်တာကလေးကလေစော့ပြီးရင်အလုပ်ကိုပြန်မသိဘူးပြစ်ချထားတယ်ပြဲလန်းချဲတယ်အခုချိန်ကြီးကိုကျမပြန်ပြီးတော့မသိပါဘူးတဲ့တဲ့နေကြတယ်ထင်တာဘာဟုတ်တဲ့လဲကျမလိုင်းပေါ်မှာစောက်စကားတွေမပြောချင်တော့ကျမသူနဲ့ပတ်သက်တဲ့အကြောင်းရင်းကိုကျမဘာမှချမပြလဲဗျာရှင်းပြောရင်ကိုယ့်ဘောင်ကိုလန်ထောင်းနေတယ်မှာလူတွေကယုံတဲ့လူရှိမယ်မယုံတဲ့လူရှိမယ်မသိရင်ကျမဒီကောင်နဲ့နှစ်ပြီးစားချင်လို့သိလားသဘောပေါက်လားကျမအစိုးရထောက်ပံ့ကြီးရချင်လို့တမန်သက်စင်ငယ်မဖြစ်နေကွဲပြီးဟန်ဆောင်နေတယ်လို့ပဲလူတွေကမနာလိုတဲ့လူကဒီတိုင်းပဲပြောကြကျမဖြူစင်တာကျမပဲသိတယ်ဆိုလိုချင်တာကျမဖြူစင်တာဆိုတော့ကျမဒီကောင်နဲ့ဖင်ကိုမခံနေတာအဲ့ဒါရိုင်းပြောလိုက်တာနော်ကျမဖင်ခိုးခံနေရလို့ပြောတဲ့အဲ့ပတ်ကလူတွေရှိတယ်ကျမဘာတူလဲဆိုတာလည်းသိတယ်စောက်စရာတွေမရှုပ်ချင်သေးလို့ကျမအဲ့အကောင့်နဲ့ကျမဘာမှပြန်ပြောတာအဲ့ဒီအကောင့်ကဘသူသုံးပြီးတော့ဘသူကကျမကိုလာတိုက်ခတ်တယ်ဆိုတာလည်းကျမသိတယ်ကျမပြန်စဉ်းစားကျမရဲတွေအထိကိုဒီကောင်တိုင်ပြီးတော့ကျမလုံမယ်လို့ကျမတွေးပေမဲ့အော်ငါဘွားတော့ငါဆက်တော့မကြသေးတော့ငါဒါတွေတော့စောက်ချိန်ကုန်နေငါအကျိုးရှိတဲ့ဟာတွေအတွက် energy တွေကုန်လို့မဖြစ်ပါဘူးလေဆိုစိတ်တွေရှော့ပြီးကျမနေနေရဗျာကြည့်တာလိုင်းပေါ်မှာမပြောလို့လေကျမစောက်ရမ်းတာယာနေမှတယ်ကျမသူ့စောက်ကြောင်းနဲ့ပတ်သက်ရင်ကျမလိုင်းပေါ်ကိုထည့်မပြောချင်တာရှင်းပြောရင်ကလေးရှိမှကိုဒီလိုကတော့ပုံပြောချင်တာမဘာမှမလုပ်နဲ့မလုပ်လဲမဘာမှမလုပ်မမေခုလောက်တယ်လေမမေခုတန်ရှင်းလို့တော့ဟိုအကုန်လုံးလဲဘလို့ပေါ့ဗျာကလေးကိစ္စအစားကိုပဲလုပ်ရတော့စောက်ပြီးစောက်ကြည့်လို့ဟိုဘက်ကနေဝေးရနေတာပြီးစောက်ကိုလုပ်ပြီးကလေးနေပြန်ကောင်းသွားတဲ့ကိစ္စကိုကျေးဇူးတင်ပါတော့မနေ့ကတုန်းကနော်တခြားအမတွေတော့ပြောတယ်အော်ဒီအချိန်မျိုးဟာကလေးအမေတယောက်တည်းဖြစ်နေတဲ့အချိန်မှာရှင်းပြောရင်ကလေးအဖေဆိုတာမျိုးကရှိနေတယ်လားသူဝေးမှာအလုပ်သွားလုပ်တဲ့အတွက်သူမရှိတာသူ့ကိုပြစ်တော့ပြောနေတယ်ကျမဘယ်တော့မှကူကိုလမ်းဘက်ဆိုမရခဲ့ဘူးမနေ့ကတော့ကျမရဲ့အဲ့ဟိုအမကမရှိခဲ့ရင်ကျမဒီကလေးတစ်ကောင်နဲ့တအားကိုပြက်ရခတ်နေမှာသူအန်တဲ့အချိန်မှာကျမလည်းရွှဲသူလည်းရွှဲအဲ့တော့ကားထဲမှာပစ္စည်းသွားယူဖို့ဆိုရင်ဒီကလေးကိုကျမချီပြီးအဲ့ကားပါကင်တီပြန်လျှောက်ဖို့ဆိုလည်းမလွယ်ဘူးသူ့ကိုချော့မော်ပြီးအမဒီကလေးလေးခဏကြည့်တာပြညမသွားမယ်ဟုတ်ကိုလည်းအကုန်ရွှဲကုန်တာလေ hospital floor မှာဆိုအကုန်တက်စီအများကြီးရဲ့သူတို့ကစောက်တဲ့ဟာနဲ့လာပြီးတော့မှဒီလိုအောက်ကပေးကန်တဲ့ပက်လိုဟာမျိုးတွေတစ်ခုသုံးခုနဲ့လာဆောက်ရတာအများကြီးပဲသူအန်တာအဲ့ဒါကားပေါ်မှာလည်းတစ်ချိန်အန်ဒီတာအဲ့လိုဟာတွေကြည့်ကိုကမြကလူးဆန်ပြကိုတောက်ထက်လောက်ရတာကိုဆွတ်ကိုပဲဒီအေးကျောင်းမှာလည်းအန်ကလေးကိစ္စမလေး तू ကမှစောက်သူ့အလုပ်ထဲကခြေနေရတွေဘာတွေစောက်ကိုတွေလာပြောနေစောက်လို့မရလို့တနေ့စောက်လို့တွေတနေ့အိမ်မှာကျမအလကားနေနေမှာမဟုတ်ဘူးကျမလိုင်းပေါ်မတက်နေတဲ့အချိန်ကြီးအလကားနေရမှာမဟုတ်ကျမနဲ့ဟိုစကားပြောနေကြညီမလေးတွေဆိုပြီးတယ်ကျမဒီမှာအိမ်မှာအကုန်ရှင်းရတာဘုံနေနဲ့ဟိုမှာထည့်ထားတာဟိုဟာတွေလည်းအကုန်ပြီးပြီဟိုတနေ့ကတော့ live လိုက်ပြီးတယ်မဟုတ်လားကျမဟိုဗီဒီယိုတစ်ခုရှင်းတာကျမပဲလုံးဝဟာလေဘယ်သူတော့အဲ့ဒါကို तू လုံးမစောက်ကောင်းသူလုံးမစောက်လို့ကလေးမောသမီးကိုမမေပြောမယ်သမီးကိုမမေပြောမယ်အဲ့တော့သမီးဖေနဲ့မမေနဲ့ရန်ဖြစ်နေသမီးစိတ်ညစ်လားမညစ်ဘူးလားပြောမမေတီလို့ရရပါဟမ်ဘာလဲပြောအေးပြောလားမပြောလားဘိုင်ဘိုင်ကလေးလည်းသူစိတ်ညစ်တယ်လေသူရှိမှဖေးအမေရန်ဖြစ်နေအဲ့တော့အတူတူနေပြီးရန်ဖြစ်နေတာထက်ဆိုင်ခွဲနေဒီစောက်စကားတွေပဲပြောတာသူ့အတွက်လည်းပုံငင်းချမ်းမယ်ရှင်းပြောရင်သူ့ကိုဖေးလည်းချစ်တယ်မေလည်းချစ်တယ်ဆိုအဲ့ဒါပုံငင်းချမ်းတယ်ပြသိလားအခုဒီအိမ်တော်မှအခုဟိုမှာစက်တူသွားငှားလိုက်ရတဲ့ကိစ္စကကျွန်မရှင်းပြောရင်စောက်ဆန်ကိုလည်းထုတ်ရသေးတယ်ကိုကြတော့စောက်လို့မရှိတဲ့ကောင်မထောက်ပံ့ကြီးစားနေတဲ့ကောင်မဆိုပြီးတော့
ယုံကြည်စွာနဲ့အိမ်မငားနိုင်ဖြစ်နေတာစနစ်ကြီးอ่ะမသိရင်လေ तू ကလေအိမ်ကကိုအိမ်လာကတဲ့များတဲ့အိမ်မလို့အဲ့ဒီကိုအိမ်လာကတဲ့များတဲ့အိမ်မလို့ကျမဘာဖြစ်လို့အဲ့ဒီအိမ်ကိုယူလိုက်တာလဲဆိုတော့အိမ်နေငားရတာမြက်တေနော် तू အခုလောက်တယ်ဆိုတော့အခုကျမဆောင်ဝဲတွေပြီးလို့ရှင်တာမြက်တွေရှင်းတာအဲ့လိုမြက်ရှင်းတိုင်းလဲဒီအိမ်မှာ home inspection လာလို့ရှိရင်ကျမကိုကူလားဆိုရင်မိဖို့ခန်းနေ तू လုပ်တယ်ဟဲ့လုပ်ပြီးတော့ဟဲ့နည်းနည်းတင်မှာမပြောင်းနေဘူးလေအဲ့ဒါကိုလာစစ်တာကိုကျမကဓာလူချင်းနေဆိုဒါလေးလုပ်ပြလိုက်ပါလားအဲ့ဒါမဟုတ်ဘူးအဲ့လောက်လုံးမသိရင်ကျမစိုက်ကိုဖောက်ညာပေါ့ဗျာတင်မှာစောက်ရန်အသက်ကြိုက်တဲ့စိုက်ကိုဖောက်နေတဲ့ကောင်မမလို့ဟိုသူများကလာပြီးအပြောမခံခြင်းလို့ကိုလုံးနေရတဲ့ဟာတော့ကျမသူ့ကိုဘာမှပြောတော့ဘူးကိုကကိုပဲပြန်ပြီးလိုက်လို့ရတော့လုပ်ပေးတာဆိုလို့သူတို့မျက်ရိပ်တဲ့ကိစ္စမရှိရဲ့အဲ့ဒါတော့မှသူတော့9လလောက်ဒီ9လလောက်မကပါဘူးအဲ့လောက်တော့ကျမကိုကကိုပဲလုပ်ခဲ့ရလေကျမပဲလုပ်ခဲ့ရစောက်ပိုတွေခုမှသူပဲလုပ်ရသူကျမစောက်ရန်နေစောက်နေတတ်တာကျမတော်တော်မုန်းတာပါကျမလည်းတော်တော်မုန်းတာပါဘဝမှာလည်းဘလို့စောက်ွက်ကျွေးနေများလို့ပြောရင်တော့ကျမအဲ့ဒါကိုစောက်နိုင်မော်ပြန်ပြောရင်လူတွေကစောက်ဘယ်သူမှတော့ဒီမှာ line ပေါ်မှာပြောရင်ဘယ်သူမှတော့မကြိုက်ဘူးဆိုတော့ကိုယ်ပဲစောက်ပြစ်လာတယ်အောင်မယ်အဲ့ဒီကောင်စောက်เจ้าကိုမပြောချင်လို့ကျမဘာတစ်ခုမှမပြောဘဲနေတယ်သူကြတော့စောက်ကိုဘက်ကနေစောက် drama လေးချိုးပြီးတော့ဒီအိမ်ကိစ္စစောက်ဆန်လဲသူ့မှာ stress များဆိုတော့ကျမ stress များဖို့လေထားပေးပါဦးဘောနီယာစားဘယ်ကောင်မှပေးလိုက်လို့ तू ကလူတွေအမြင်မှာ तू ပဲပေးရတဲ့ပုံစံမျိုးနဲ့ stress တွေများနေတယ်လို့ဘာလို့စောက်လုပ်ထဲမှာဟိုကမဖြစ်လို့ခလေးကိုတော့အဝေးကနေမလို့ तू က stress များလို့အဝေးက stress များတဲ့လူတွေတကယ်လို့ရတဲ့လူတွေနဲ့ဘူးက stress များပြီးစောက်ပင်နှမ်းပါလေစောက်ပေါ်တွေပြောအဲ့ဒါဘာမှမဟုတ်ဘူးမနေ့ကတော့သူ့ဘာသာ तू ကလေးဖြစ်နေတာမသိဘဲနဲ့စောက်ပုံတင်တော့ तू များကသူ့ကိုဟဲ့ကလေးရဟိုမှာနေမကောင်းနေဘူးနေကပုံတင်နေတယ်ဆိုပြီးပြောလို့သူ့ကို तू ကလေးကိုဂိမ်းမဆိုင်တဲ့ဖခင်လို့လူပုံမထင်ခံလင်လို့ तू ကကလေးနေမကောင်းနေတာကို तू ကအဝေးရနေတာစိတ်ပူရပါတယ်လို့ဘာလို့ကျမကစာပို့နေတည်တာပဲစောက်စကားပြောကြလို့ကျမစောက်ဖတ်လို့မကိုင်းမနေ့ကဆိုလဲကလေးနေမကောင်းတဲ့ကိစ္စကကျမတင်ဖို့စိတ်ကူးမရှိဘူးအတူပါလာတဲ့အမဟဲ့ကလေးဒီဟာလေးတင်လေးသမီးသိရမလားဘာလို့လဲဆိုဟိုမလည်းငါးတင်ခိုင်းတာတော့မဟုတ်ဘူးကွာကျမတို့အခုဒီ Facebook ကရတဲ့ bonus ကိုတော်လိုင်းရေးကိုတပြောင်းကြံကုန်စီးစင်းတယ်ကျမစောက်ဆန်တပြောင်းမှအဲ့ဒါလည်းမတော်ဘူးအဲ့ဒါလည်းအချိန်ကြီးရှိပြီကျမပြောနေနော်ကျမအခုသုံးနေတယ်ဆိုတဲ့ကိစ္စတွေလည်းကျမအဲ့တော်လိုင်းရေးစောက်ဆန်နေမဟုတ်ဘူးအဲ့တော့ကိုကျမအခုဒီ Facebook page ကိုကျမနတ်မှန်ကျမမတင်နိုင်ဘူးဖြစ်နေရှင်မတင်နိုင်ဘူးဆိုတာကိုမလည်းတနေ့အဲ့ဒီအလုပ်ကိစ္စကိုဟာ application နဲ့လိုက်တင်ရတယ်မအားနေဘူးကျမမှာကလေးចောင်းပို့ပြီးလှုပ်တယ်ပြီးလို့ရှိရင်ចောင်းကြိုတဲ့ချိန်ရောက်သွားပြန်ရောလှုပ်ရတာဗျာသိလားအဲ့တော့ဒီရောက်နေလို့တော့ตายရနေတယ်လို့တော့ဟိုခက်ခဲနေတဲ့လူတွေကတော့ထင်ချင်းထင်မယ်ဒါပေမဲ့ကျမလည်းမตายရနေဘူးဗျာကျမမှလည်းစိတ်တရဘလဘွားလည်းကျမမှတော်တော်လေးကိုအဲ့တော့မပြောချင်နေလို့ရှင်းပြောရင်ကျမကိုအကြောင်းကိုမပြောချင်နေလို့ကိုကျမမတင်တာကျမဆိုဒီအိမ်ပြောင်းတဲ့ကိစ္စဆိုလဲကျမပို့စီတကူကမတင်လိုက်ထဲမှာသာအေးပြောင်းရမှာပါညာအဲ့လိုပဲပြောရတာဘာလို့ကိုအကြောင်းကိုပေါင်ကိုလန်ထောင်းကိုမပြောချင်တော့ကျမစိတ်ကုန်နေလို့ဒါပေမဲ့အခုကမပြောရင်မဖြစ်လာလဲဆိုတော့မပြောရင်ကျမဟိုဘယ်လိုကောင်းလဲတက်တောက်တက်တာလေး तू ကအကုန် light stress များနေပြီကျမစောက်ရမ်းနေတက်တာနေလို့ထင်နေမှာဆိုလို့ဟဲ့မော်ကျမတို့ကလည်းဆောက်လို့ပြီးလို့ကြည့်အခုသူမတီးဘူးအဲ့ဒါသူအချက်ကြီးကန်ပြီးကျမအလုပ်တွေမအားလို့သူ့ကိုပြောတာစဉ်းစားကြည့်ကလေးဖေပြောက်ကိုမေပြောက်ကဘလောက်စောက်လို့များကလေးနေမကောင်းတဲ့ကိစ္စပြောရမှာမဟုတ်ဘူးလားကျမမပြောဘူးလေဘာလို့မပြောလဲစောက်စကားတွေများလို့နော်ဒီအိမ်ပြောင်းမှုကိစ္စနဲ့တောင်စောက်စကားတွေများပြီးပြောရလွန်အားကြီးလို့နော်အိမ်ဘောင်းကိစ္စကိုကဲဟုတ်ပြီအိမ်ဘောင်းကိစ္စပေးဖို့တော့နေမှာပတ်စံဘယ်လောက်ရှိလဲဘလောက်ပေးနိုင်လဲပြောတော့ငါမှပတ်စံတပြားမှမရှိဘူးလေပြီးသွားပြီအဲ့ဒါနဲ့သူ့မှာနှိတ်ထိတ်တန်သွားပြီသူ့ရဲ့တောင်းကဘာမှတောင်းဝင်ယူမှုတောင်းခံမှအမှမရှိတော့ဘူးသူ့တောင်းမဟုတ်တော့ဘူးအဲ့တော့ဒီဘောင်းပေးဖို့ကိစ္စဒီနေတောင်းလို့ဆိုတာလုံးလေးရဖြစ်သွားပြီအဲ့တော့အမြဲတမ်းလည်းကျမအဲ့တိုင်းပဲလေကလေးထိုင်းမှာနေလေကလေးလုံးမဖို့ပေးဖို့ပတ်စံမရှိရင်အဲ့ဘယ်လိုလုပ်ကြမလဲမင်းမသိဘူးဆိုတဲ့စကားတစ်ခုနဲ့တင်သူ့ရဲ့တောင်းကနှိတ်ထိတ်တန်သွားပြီအကုန်လုံးကျပတ်စံမရှိတယ်ကျမရှိတဲ့ဟာထုခွဲရောင်းချပြီးတော့စောက်ဆန်ကိုနေဖို့ထိုင်ဖို့စားဖို့ချခဲ့ရတာကျမပဲဟမ်မသိရင်စောက် तू ကဘာစောက်တောင်းနေယူရကြတယ်စောက်ကားတွေအလီလလာတွေပြောတာစောက်ကိုတွေအဲ့တော့ပြောတာမခံချင်းစောက် Facebook မှာစောက်ကိုတွေတက်တက်မရေးနဲ့ကျမသူ့ကိုစောက်ပေါင်လာလူတွေကကွာတချို့လူတွေကပြောသေးတယ်သူ့အနေနဲ့ကြတော့လေသူ့ကိုအဲ့လိုမျိုး line ပေါ်နေပြောနေရတော့ तू ကြိုက်မှာမဟုတ်ပါဘူးသူ့ဘက်ကနေပြကာဘာလုပ်ပြီးပြောတာရှိတယ်ကျမကပြောချင်လို့ပြောတာမဟုတ်ဘူးအဲ့ဒါစောက်ကိုတွေလုပ်ပြီးရေးတွေလို့ပြောရတာရှင်းပြောမပြောချင်လို့ကို तू နဲ့စကားကိုကွာကျမအခန်းကိုရက်ထားပြတ်ချင်တာသိလားစောက်စကားကိုထည့်မပြောမတန်ဘူးအဲ့တော့သူ့အကြောင်းကိုကျမရေးလည်းထည့်မရေးချင်ဘူးFacebook မှာသူ့ပုံတွေပါတဲ့ဟာတော့ကျမအကုန်ဖြုတ်ထားတာအဲ့တော့ကျမပုံနဲ့လေသူ့ Facebook အကောင့်မှာတင်ပြီးတော့စောက်စံနေနဲ့လှုပ်ရှားနေတာလို့ကျမလုံးဝလက်မခံနိုင်ဘူးစောက်ပူတွေလူတွေကမသိရင်သိမှာမိသားစုပြန်ပြီးတော့ပြေးလဲသေးကျွန်တော်အမလေးကလေးဖေးမအေးပြန်ပိုးတယ်လေစောက်ပူတွေဝါစောက်ပူတွေကျမဒီကနေနေပြီးအဲ့ဒါကြီးအော်တော်တော်လူတွေတရားကြသူတို့ကတော့မသိလို့ပျော်ရွှင်ပေးတဲ့အနေနဲ့ဒီကားအဲ့ဒါမဟုတ်ဘူးလို့မဲထိလို့ယူလို့
reach ရအောင် comment တွေပြန်ပြီးစောက်ကြတာအပြင်မှာကျတော့ဗာမြန်စောက်အပြင်မှာကျတော့စိတ်ဆင်းရအောင်ဟိုပညာရှိနီးနဲ့ပညာရှိနီးလို့တော့မပြောချင်ပညာရှိမဟုတ်လို့အနုနီးနဲ့ပြင်မှာစိတ်ကိုတတ်နေတာတတ်ပြီးတော့ရှေ့ကျတော့အဲ့ဒါတကယ် narcissist နော်တကယ် narcissist တဲ့ feature တွေအဲ့ဒါ controlling လုပ်တယ်ကျမမလိုက်ချင်ဆိုတော့အတင်းလိုက်ခိုင်းတယ်ပြီးရင်ကျတော့ကျမကိုစပ်ပတနာတွေရှာတယ်စောက်ဒေါသတွေထွက်အောင်လုပ်တယ်ပြီးရင်ဒေါသထွက်ရင်ကျတော့ဒေါသထွက်တဲ့သူကအဆိုးသူကအကောင်မလေးအဲ့နေအော်လိုက်တာဟဲ့လောကကြီးမှာကျမကလည်းဖြစ်စင်တော့ကျမကလောကကြီးမှာပန်းနုဘတော်မှတွေးရမှာမဟုတ်ကျမစိတ်ရင်ဒေါသထွက်ရင်ထွက်တယ်မိုးရင်မုန်းတယ်စောက်ရင်ကဲ့ရင်ကဲ့တယ်ကျမအဲ့လိုလူသားမျိုးအဲ့တော့ကျမကဒီလိုတွေချပြလိုက်လို့ကျမလူတွေမုန်းသွားမှာကျမလူတွေစောက်ထင်သေးမှာလူတွေကသူ့ကိုမကောင်းတဲ့မိန်းမထင်မှာဆိုတာလေကျမစောက်ပြီးမဆိုင်ဘူးရှင်ကိုအတိုင်းပဲကိုနေတာကိုရဲ့ဖြစ်တည်မှုကိုလက်ခံနိုင်တဲ့လူကပတ်သက်မလက်ခံနိုင်မပတ်သက်နဲ့မပတ်သက်လို့လည်းကျမဝမ်းမနေဘူးကျမကတော့လူတိုင်းကိုလိုက်ပြီးစော်ကားမနေဘူးကျမကဘတော်မှဘသူ့ကိုမှကိုကောင်းဖို့အတွက်ပဲကိုအရင်စဉ်းစားပေးတာအေးဒါပေမဲ့ကိုပေါ်မကောင်းလို့ကလည်းကိုကဖြတ်တောက်လိုက်ဖို့ဝင်မလေးသလိုကိုရလည်းစိုက်တွင်းလိုက်မပြောဘူးနော်ကိုရမှာလည်းဘသူစောက်တင်လာမယ်ကျမကိုမထင်ရင်အေးဆေးပဲကျမကိုလာပြီးတော့ဘောင်မကြော်နဲ့ဘောင်ကြော်ရင်အဲ့တော့ဘာညရင်လိုက်ထဲမှာပြောခံတယ်ကျမကလိုက်ထဲမှာမပြောခင်တော့ကအများကြီးသိခံပြီးတော့အချိန်တစ်ခုရောက်မှကျမဒေါသတွေထွက်ပြီးမခံနိုင်တော့မှကျမပြောတာရှင်းပြောရရင်ဟဲမောတယ်ကျမစောက်စကားတွေတော့အခုမှမကြည့်ပကံတွေအခုပုံနေတာမှအလုပ်တဲ့ကိစ္စရှိတယ်လုံတင်လုပ်တဲ့ကိစ္စရှိတယ်စောင်းရမ်းနေညာကျမကပြောမယ်ဒီထဲကဟာတွေဆိုဒီမှာလေးခုကျမပြ